Hello. မင်္ဂလာပါမင်္ဂလာပါဒီနေ့ညနေpost တောင်ထပ်တင်ပြီးမကြေညာပြတော့ပါဘူးအပတ်စဉ်လေးတွေ့မယ်ဆိုတာလေးသိကြမယ်ထင်ပါတယ်ခဏလေးဆောင်ရအောင်နော်ဘယ်ရောက်သွားဟုတ်မင်္ဂလာပါဒီနေ့ပေါ့နော်ဒီနေ့ပြပေးမယ့်ရတနာလေးတွေကဒီနေ့တော့မိုးကုတ်ရောင်စုံလေးတွေပေါ့နော်မိုးကုတ်ရောင်စုံလေးတွေလက်ကောက်ကလေးတွေဆွဲကြိုးလေးတွေပြပေးဖို့စီစဉ်ထားပါတယ်အဲကောင်းလေးမှာလည်းကြားရပါလားမော်နင်းမှာခဏလေးပါဟိုရှဲတီရှဲလေးလုပ်လိုက်ပါဦးမယ်ဟုတ်ကဲ့ကျေးဇူးပါလူကအိုင်မိတ်ကပ်မပါတာရောဟိုမျက်လုံးရေဆူမှာဆိုလို့လေရေဆူမှာဆိုလို့ခေါင်းမလျှော်ပါသေးတာဘူးရင်းကြီးလေးက US ကိုရောက်ချင်းတော်လိုင်းပွဲတွေသွားတော့ကလေတော်လိုင်းပွဲတွေသွားနေတဲ့အချိန်တုန်းကဝတ်တဲ့အင်ကြီးလေးပါဒါ US ရောက်ချင်းရဲ့ပထမဦးဆုံးသောမြန်မာဝတ်စုံဆိုပါတော့နော်ဒါလေးကအခုမှပြန်ထုတ်ဝတ်တာပါ US ရောက်ချင်းမြန်မာပြည်ကနေပြီးတော့ဘာပစ္စည်းမှပါမလားမြန်မာဝတ်စုံလည်းတစ်စုံမှပါမလားအဲ့ခါကျတော့တော်လိုင်းပွဲတွေသွားလို့ရှိရင်မြောက်လိုပဲဂျမောက်မီနဲ့ T-shirt နဲ့တော်လိုင်း T-shirt နဲ့အဲ့လိုပဲသွားနေတာမကြည့်ရတဲ့တယောက်ကပို့လိုက်တဲ့အင်ဂျီလေးပါချုပ်ပို့လိုက်တဲ့အင်ဂျီလေးပါဒီနေ့ဘာလို့ပြပေးမလဲဆိုတော့ပေါ့နော်ဟဲ့အကြည့်ရတယ်မောင်ကိုပစ္စည်းလေးထုတ်ထားဒီနေ့ပေါ့နော်အခုဗမတ်လေဘင်းမှာဝတ်ထားတဲ့ဒါကမိုးကုတ်ရောင်စုံနဲ့ပလဲနဲ့ပေါ့နော်မိုးကုတ်ရောင်စုံနဲ့ပလဲနဲ့အဲ့လိုမျိုးလေးမိုးကုတ်ရောင်စုံလေးပြပေးချင်ပါတယ်ဒီနေ့အဲ့လေးပြပေးဖို့စီစဉ်ထားပါတယ်ဒါပေမဲ့ထုံးစံတိုင်းပေါ့နော်အမားတို့အကိုတို့ကြည့်ချင်တဲ့ပစ္စည်းလေးတွေလည်းရှင်ပြမေးလို့ရပါတယ်အဲ့မေးတဲ့အတိုင်းလေးလည်းလိုက်ပြပေးပါမယ်နော်အခုလေဒီလိုပမတ်အခုလေဘင်းမှာဒီလိုဆွဲထားတဲ့ကြိုးမျိုးလေးတွေပေါ့နော်ရွှေဆွဲကြိုးလေးတွေဒါ 18K ကြိုးလေးတွေပါအဲ့ဒီဟိုဆွဲသီးလေးတွေနဲ့တွဲဝတ်မဲ့ 80K ကြိုးလေးတွေပေါ့နော်အဲ့ဒီ 80K ကြိုးလေးတွေလည်းပမတ်စီမှာရရှိနိုင်ပါတယ်တကယ်လို့ကြည့်ချင်တဲ့စိတ်ဝင်စားရဲဆိုလို့ရှင်မေးပါနော်ဒါကတော့အခုပမတ်ဝတ်ထားတာက 18K ဟိုကြိုးအလုံးလေးတွေပေါ့နော်ဒါလေးက$1000 ကျော်ဝန်းကျင်ပါအဲ့လိုဒေါ်လာ1000ကျော်ပတ်လေလေးတွေပေါ့နော်ပတ်လေလေးတွေအဲ့လိုကြိုးမျိုးလေးတွေရွှေရောင်ရှိမယ်ငွေရောင်ရှိမယ်ရွှေရောင်ငွေရောင်ဆက်ထားတာလေးရှိမယ် rose gold ဆက်ထားတာလေးရှိပါမယ်အဲ့ဒါလေးကြီးကြည့်ကြလည်းပြပေးပါမယ်နော်အခုဒီ level ကဟာလေးကဒီခုပမှန်ဝတ်ထားတဲ့ဒီဆွဲကြိုးလေးပေါ့နော်ဆွဲကြိုးလေးဒါလေးက18လက်မကြိုးလေးပါ18လက်မကြိုးလေးဘယ်ဆွဲသီးနဲ့ဝတ်လိုက်ပါတယ်ဘယ်ဆွဲသီးနဲ့ဝတ်လိုက်တဲ့ဒါလေးကတော့ရွှေရောင်ကြိုးလေးပေါ့နော်ရွှေရောင်ကြိုးလေးဒါလေးဆိုလို့ရှိရင်ဒါလေးကဈေးနှုန်းက1150ပါ1150ပါဟုတ် 9.65 gram ပါပါတယ်เนาะဒါလေးက1150ပါဒီကြိုးလေးอ่ะပေါ့เนาะကြိုးလေးကိုပြောတာပါပြီးတော့လို့ရှိရင်ဒီလေဘင်းကလေဘင်းကဒီလိုမျိုးပုံစံဆွဲကြိုးပုံစံဆွဲသီးလေးပေါ့เนาะပုံစံဆွဲသီးလေးပါသူကဒီမှာပလဲလေး3လုံးနဲ့ဒီကမိုးကုတ်အမာရောင်စုံလေးတွေနဲ့ပေါ့เนาะမိုးကုတ်အမာရောင်စုံလေးနဲ့အလှဆန်ထားပါတယ်အဲ့ဒါလေးကသူကတော့သူဒီဆွဲသီးလေးကတော့ဈေးနှုန်းက1450ပါဈေးနှုန်းကဒေါ်လာ1450ပါသူကဒီပလဲလေးတွေကဘိတ်ပလဲပါเนาะတဘာဝဘိတ်ပလဲပါ
ရွှေချိန်က6ပဲနဲ့6ယူပါပါတယ်ခဏနေဒါလေးဆွဲကြိုးလေးချုပ်ဖြစ်တဲ့အခါကျမှအနီးကပ်ပြပေးပါမယ်နော်ဒါလေးကခုလေဘင်းမှာဝတ်ထားလို့ရှိရင်လေဟိုထဲလှလှလေးပေါ့နော်ထဲလှလှလေးအခုလိုမျိုးရင်ပုံအင်ဂျီပိုင်းလေးဆိုလိုက်ပါတယ်နော်ဒါလေးက1450ပါရွှေချိန်ကတော့6ပဲ6ယူဘိတ်ပလဲက35.3 carat ပါပါတယ်ဟုတ် Happy Mother Day ပါဒီမှာပါတဲ့အမာရောင်စုံလေးတွေက10.29 carat ပါပါတယ်ဈေးနှုန်းကတော့ဒေါ်လာ1450ပါဈေးနှုန်းကတော့ဒေါ်လာ1450ပါဟုတ်ထားတာလေးပြီးတော့ကြည့်စင်တာလေးတွေလည်းရှင်းမေးလို့ရပါတယ်နော်ပြီးတော့ဒီနေ့လက်စွပ်လေးစပြပေးပါမယ်အမှန်ဒီတစ်ခါကြာရင်လေပြမယ်လို့ထုတ်ထားတဲ့ပစ္စည်းလေးတွေတစ်ခါမှမပြလိုက်ရအောင်မပြလိုက်ရဘဲနဲ့အဲ့ဒီဟိုဘယ်လိုကောင်းမလဲမေးတဲ့ပစ္စည်းလေးတွေလိုက်ပြရင်လည်းလေဒါလေးကဒါကလေနော်ဒါကမြလာစင်လာမှလည်းမသိဘူးဟိုတရားပြလို့မဖြစ်သေးဘူးပြန်မေးရအောင်အော်ချက်အော်ရေးထားတယ် sorry ဒါလေးကကြောက်စိမ့်လက်စွပ်လေးပါကြောက်စိမ့်အရေလှလာလေးနော်ဒါလေးကကြောက်စိမ့်လက်စွပ်လေးပါအန်တီလို့တော့မခေါ်ပါနဲ့နော်အန်တီအရွယ်တော့မရောက်သေးပါဘူးသူများတွေကိုရီငယ်တော့ဆိုတာအသက်30ကျော်ဒါအန်တီပဲနော်ဒါပေမဲ့ကိုရီလှည့်ကြမှာငယ်လေးပဲရှိသေးတယ်ဒါကတော့အခုပမာဝတ်ပြထားတဲ့လက်စွပ်ကလေးကစိတ်ချမ်းသာအောင်ပေါ့နော်အန်တီပန်ဝတ်ပြထားတဲ့လက်စွပ်လေးအန်တီပန်ဝတ်ပြထားတဲ့လက်စွပ်လေးကတော့ဒါလေးကကြောက်စိမ့်မှာကြောက်စိမ့်နဲ့စိန်နဲ့လက်စွပ်လေးပါကြောက်စိမ့်နဲ့စိန်နဲ့လက်စွပ်လေးပါဒါလေးကရွှေချိန်က4ပဲနဲ့3စိတ်နော်ရွှေချိန်က4ပဲနဲ့3စိတ်စိန်က35ပွင့်ပါပါတယ်0.46 carat ပါနော်ကြောက်စိမ့်က4 carat ပါကြောက်စိမ့်က4 carat ပါမြင်ရလားယင်နင်းရှာလေးများမြင်ရလားနော်အကြီးလေးလည်းရမ်းလာတယ်နော်သူကလေခုနကတော့ကြည့်နေတာဒါဘာလဲကြောက်စိမ့်လောက်မြလာလို့တော့မှမခွဲတတ်လို့ပေါ့နော်ဒီမှာဂျိတ်လို့ရေးထားလို့ဒါကကြောက်စိမ့်ပါကြောက်စိမ့်အကြီးလှလှလေးမြကြီးလေးလိုမျိုးကြီးကြီးလင်းလင်းလေးနော်ဒါလေးက size က 7.5 ပါ size 7.5 ပါသူကဈေးနှုန်းကဒေါ်လာ1100ပါဒါလေးကဈေးနှုန်းကဒေါ်လာ1100ပါ size 7.5 ပါနော်ဒါလေးတွေကြိုက်လို့ရှိရင်ဟိုဒါလေးတွေကြိုက်လို့ရှိရင်ကြိုက်နှစ်သက်လို့ရှိရင်ပေါ့နော်ချက်ပေါက်ကလေးပြီးတော့ထုံးစံတိုင်းပဲသွားဝယ်လို့ရပါတယ်ဒါလေးကအမှဘေးကကြည့်ရင်လည်းဒီလိုကြွကြွလေးပါနော်သူကဒီလိုမျိုးလေးနော်ဒီလိုမျိုးလေးပါသူကကြောက်စိမ့်လေးပါနော်ကြောက်စိမ့်လေးပါကြောက်စိမ့်နဲ့စိမ့်နဲ့ပါနော်ဈေးနှုန်းကဒေါ်လာ1100ပါ size ကတော့ 7.5 ပါ size က 7.5 ပါသူကကြောက်စိမ့်က4 carat ပါတယ်နော်သူကလေဟိုကြောက်စိမ့်ဆိုပေမဲ့လေဟိုမြကြီးလေးလိုမျိုးလေးအရေးလေးနော်သူရေးလေးရလေနော်ဒါလေးရပါမယ်နော်ပြီးသွားလို့ရှိရင်ဒါကြောက်စိမ့်ပြီးသွားတော့ဘာပြပြီးမလဲဆိုတော့ဒါညပေါ့နော်ညကိုလံဘီယာညပါညပြပေးပါမယ်ဒါလေးကညလက်စွပ်လေးပါဒါလေးကညနဲ့စိတ်နဲ့ညအချိန်နဲ့ဘဝပါလေအချိန်နဲ့ညစိတ်နဲ့ဘဝကိုရဖို့စိတ်နဲ့ညကိုဝေ့ကြစို့လို့ပါလို့ဒါလေးပါချောင်လေးကလှပါတယ်တော်တော်လေးကိုလံဘီယာမြလေးပါကိုလံဘီယာမြလေးပါလက်စွပ်ပြလို့ရှိရင်လေညာဘက်လက်နဲ့မပြချင်ညာဘက်လက်ကကြည့်ရဆိုလို့နော်ဒါလေးက size 7 ပါငယ်လေးနည်းနည်းအားလေးမမကိုလေဟိုပါလေဟိုမမတို့ဟိုဒီလိုလေပင်ရုပ်လေပင်လေးတွေထားတဲ့ဘုံလေးလေစကူဘုံလေးလေအဲ့ဘုံထဲမှာဒီလက်စွပ်တိုင်းနဲ့ဒါလိုမျိုးအဲ့ဒါမျိုးခွင်းလုံးလေးရှိတချို့ကကြတော့ဟို size ကို size 7ဆိုတာကိုတော့မြန်မာဟိုကနေမသိကြဘူးဆိုတော့လေအဲ့လိုလေးစင်ပြအောင်ပြောပြချင်လို့ဒါလေးကကိုလံဘီယာမြနော်ကိုလံဘီယာမြနဲ့စိန်နဲ့လက်စွပ်လေးပါမနေ့ကဆိုလို့ရှိရင်လေ
ကို live မှာခါတိုင်းကြည့်နေကြအမတွေကအပြင်ထွက်နေကြတယ်စနေနေ့ညနေဆိုတော့စနေနေ့ညနေဆိုအပြင်ထွက်နေကြတော့ live လေးပြီးမှပဲလာပြီးအားပေးကြတယ်အဲ့တော့ဒါလေးတွေ live အချိန်လေးမှလည်းကြည့်ဟိုပေါ့နော်မမိလိုက်ဘူးဆိုလို့ရှိရင်လည်းပြီးတော့လို့ရှိရင် maybe အားပေးလို့ရပါတယ်နော်ဒါလေးကကိုလံဘီယာများနဲ့စိန်နဲ့လက်စွပ်ကလေးပါရွှေချိန်က3ဘဲနဲ့9ရွေးနော်ကိုလံဘီယာများက 0.51 carat ပါ 0.51 carat ပါစိန်ကတော့44ပွင့်စိန်က44ပွင့်ပါပါတယ်ဒီလိုမျိုးအပြည့်နော်စိန်ကဒီဘက်ကွန်ရိုးလေးမှာအပြည့်ပြီးတော့ဒီလိုမျိုးလက်စွပ်ရဲ့ပုံလေးကိုတိချာလေးမြင်အောင်ပါဒီလိုမျိုးလေးနော်ဒီလိုမျိုးလေးဒီလိုမျိုးအလဲကဟိုကိုလံဘီယာမြလေးကိုအသားပြီးပေါ့နော်အသားပြီးပြီးတော့လုပ်ထားတာပါဒါလေးကဈေးနှုန်းကဒါလေးကဒေါ်လာ1050ပါဒါလေးကဈေးနှုန်းကဒေါ်လာ1050ပါကိုလံဘီယာမြနော်ကိုလံဘီယာမြနဲ့စိန်နဲ့ပါဒါလေးကဒေါ်လာ1050ပါဒီမှာဒီလို green လေးဆိုလို့ရှိရင်ဒီမှာ size ကိုလေ73 14ဒီလိုမျိုး size 6လေဒါပါလေဒါလည်းအကုန်လုံးတစ်ဖက်သေးပဲမလားဟုတ်လားမြန်မာပြည်ကဟာတွေလိုမျိုးမဟုတ်ဘူးเนาะမြန်မာပြည်မှာဆိုလို့ရှိရင်တစ်ဖက်က USD နဲ့ပဲပြောရเนาะနောက်ထပ်ပြပေးမှာကတော့ပြန်มาထားတယ်အောက်မှာပဲချထားလိုက်ဒါကခုနကပြသွားတာကိုလံဘီယာများနဲ့စိန်နဲ့လက်စွပ်ကိုခွင်းအသေးလေးပေါ့เนาะအသေးလေးအခုပြမှာကကြတော့အဲဒီကိုလံဘီယာများနဲ့စိန်နဲ့ဒီဇိုင်းချင်းကအတူတူပဲเนาะအကြီးနဲ့အသေးပဲကွာမယ်เนาะအကြီးနဲ့အသေးကွာမယ်ပြီးတော့ဟိုမြရဲ့အလေးချိန်မြရဲ့အကြီးအသေးကွာမယ်ပြီးတော့လို့ရှိရင်ဒီဘက်ကစိန်ပေါ့เนาะစိန်ကွန်းရိုးရဲ့အကြီးအသေးကွာပါမယ်เนาะအကြီးလေးကเนาะဒီအကြီးလေးကဒေါ်လာ1680ပါအကြီးလေးကဒေါ်လာ1680အသေးကတော့ဒေါ်လာ1050ပါသူကရွှေချင်းစင်ချင်းလေးလေးကွာတယ်ပေါ့နော်အကြီးနဲ့အသေးနဲ့ရှိပါတယ်နော်ညအလုံး size လေးလေးကွာမယ်ည carat လေးလေးကွာမယ်ရွှေချင်းစင်ချင်းလေးကွာပါမယ်နော်အကြီးလေးကတော့ဒေါ်လာ1680ပါအကြီးက1680အသေးကတော့1050ပါနော်1680 1050ပါနီလာနဆွဲလေးတွေတဲ့နဆွဲပစ္စည်းလေးဆိုတော့အမဟိုလေးရှာကြည့်ပြီမယ်နော်ဘာလို့လဲလူရင်းလမ်းပြောတာနော်အကြီးလေးက1050sorry အသေးလေးက1050အကြီးလေးက1680ပါနော်ဒါလေးတွေက size 6.5ပါပြီးတော့လို့ရှိရင်ဟာလေးပြပြီမယ်ဘာခေါ်လဲမိုးကုတ်မိုးကုတ်ဗရမ ्या ဆွဲကြိုးလေးနော်မိုးကုတ်ဗရမ ्या ဆွဲကြိုးလေးကိုဈေးလေးနဲ့တက်တာနဲ့ပေါ့နော်အထူးသဖြင့်10ကျော်သက်လေးနဲ့လိုက်ဖတ်ပါတယ်ကျိုးနဲ့ဆွဲသီးနဲ့တွဲရက်ကလေးဘရက်ကလေးပါဘရက်အသေးလေးပေါ့နော်ဒါလေးကဘရက်အသေးလေးပါတူတူလေးနောက်ကိုဆွဲလို့ရရင်ကောင်းမယ်ဒီချက်နော်ဒါလေးကနီလာနော်sorry နီလာလည်းပြောမယ် ruby ပါမိုးကုတ်ဗရမ ्या ပါနော်သူက left စစ်ချက်ကလေးလည်းပါပါတယ်နော် left စစ်ချက်လေးလည်းပါပါတယ်နီးရလားမသိဘူးနော်သူကဗရမ ्या ဘရက်အသေးလေးပါနော်ဒါလေးကသူကဈေးနှုန်းကဒေါ်လာ1050ပါဈေးနှုန်းကဒေါ်လာ1050ပါစစ်စရာလေးနော်ဈေးနှုန်းကဒေါ်လာ1050ပါမဟုတ်အရုပ်လေပင်းလေးတစ်ချက်လောက်ဒါလေးကဈေးနှုန်းဒေါ်လာ1050ပါသူကရွှေချင်း9ပဲတရွေးနဲ့9ပဲတရွေးနဲ့တစ်စိတ် ruby က 1.52 carat ပါပါတယ်เนาะဒါလေးက
ဆက်ကြောတဲ့ညီမလေးတွေနဲ့လည်းလိုက်တယ်ဆက်ကြောတဲ့သမီးလေးရှင်လိုက်ဖက်ပါတယ်ပြီးတော့လူငယ်ညီမလေးတွေပေါ့နော်ဒါမျိုးလေးနဲ့တကုန်းလေးနဲ့အပီးပေါ့နော်ဆွဲကြိုးလည်းမလိုတော့ဘူးဆွဲတီးလည်းမလိုတော့ဘူးနော်ဒါလေးကညင်ရအောင်လေးပြပေးတာပါနော်ဒီလိုလေးပါမိုးကုတ်ဗရမများပါမိုးကုတ်တဘာဝဗရမများစစ်ချက်ပါဝင်ပြီးသားပါ lab certificate ပါပါတယ်နော်ဒါလေးကဒေါ်လာ1050ပါဒါလေးကဒေါ်လာ1050ပါဒါလေးတိုင်းနဲ့တက်တယ်ဆိုလို့ရှိရင်ချက်ပေါက်ကလေးပြီးဝယ်ယူလို့ရပါတယ်ကြောက်ကိုတဲ့အထက်ခတ်ပြီးလာတဲ့အမကြီးမြန်မာပြည်မှာတော့မြန်မာပြည်မှာရန်နာလုပ်ငန်းလုပ်တုန်းကတော့အဲ့လိုလေးလုပ်ပေးပါတယ်ဒါပေမဲ့ US မှာကြတော့လေဟိုအဲ့လိုမျိုးပန်လည်းအခုချိန်မှာပေါ်တင်လို့မြန်မာပြည်ထဲမှာပေါ့နော်ပန်ဆယ်လိုပါဆိုပြီးပေါ်တင်လို့မရသေးတဲ့ခါကြတော့လေအဲ့လိုမျိုးအထည်လေးတွေလက်ခံပေးနိုင်လို့မရှိသေးလို့ပါနော်ဒါလေးကဒေါ်လာ1050ပဲเนาะ1050ပါပဲသူကရွှေချိန်ကလည်းသူက9ပဲကျော်ဆိုတော့9မူသားဝင်းကျင်ပေါ့เนาะရွှေချိန်ကလည်း9မူသားဝင်းကျင်ပါတယ်ဗရမများလေးတွေကလည်းသူက 1.52 carat တောင်ပါပါတယ်เนาะဒါလေးကဈေးနှုန်းကဒေါ်လာ1050ပါအမတို့ကကြည့်ကျင်တာလေးတွေပေါ့เนาะကြည့်ကျင်တာလေးတွေပြောပြပါငကက်လေးတွေကြည့်ကျင်လားဆွဲသီးလေးတွေကြည့်ကျင်လားဘယ်လိုမျိုးလေးကြီးကြည့်ကြလဲပေါ့နော်အခုဒီနေ့ပြဖို့စီစဉ်ထားတာလေးတွေလည်းရှိပါတယ်ဆက်ပြပေးပါမယ်မိုးကုတ်တဘာဝရောင်စုံလေးတွေပေါ့နော်မိုးကုတ်တဘာဝရောင်စုံလေးတွေဆွဲတီးလေးပါဆွဲတီးလေးလှုပ်လေးနဲ့ဆွဲတီးလေးနော်ဒါကလေတဘာဝမိုးကုတ်ကြောက်ဖြစ်ကြောင်းပေါ့နော်စစ်ချက်လေးတွေပါဝင်ပြီးသားဖြစ်ပါတယ်တဘာဝမိုးကုတ်ကြောက်မြရနာဖြစ်ကြောင်းပေါ့နော်မီးထီမဟုတ်ဘူးတဘာဝအတိုင်းတဘာဝဖြစ်ကြောင်းစစ်ချက်ကလေးတွေပါဝင်ပါတယ်နော်ဒါလေးကလက်စွပ်လေးပြပေးပါဟုတ်ကဲ့လက်စွပ်ကိုဘယ်လိုလက်စွပ်ထည့်ရကြည့်ချင်လဲလက်စွပ်လေးလည်းပြပေးပါမယ်ဒီမိုးကုတ်တဘာဝမိုးကုတ်ရောင်စုံလေးတွေထဲမှာလည်းလက်စွပ်ကလေးတွေပါမယ်နော်ဒီကြောက်ရောင်စုံပရက်ပြပေးပါဟုတ်ကြောက်ရောင်စုံပရက်ရှိတယ်မှပြဖို့အစင်းနဲ့လုပ်ထားတာလေးရှိတယ်10မိနစ်လောက်စောင့်ပြီးနော်ဒါလေးတစ်ချက်ရင်ပြလိုက်ပါမယ်အခုပုံမှန်ပြပေးနေတာလေးကဒါ daily work ကလေးပေါ့နော် daily လေးဖို့လို့ရပါတယ်ရွှေချိန်က4ဘဲနဲ့5ရွေးတစ်ချမ်းเนาะမိုးကုတ်အမာရောင်စုံက12ပွင့်ပါပါတယ်12ပွင့်ပါတယ် 5.22 carat ပါစိန်က 0.2 carat ပါစိန်က 0.2 carat 0.02 carat ပါဈေးနှုန်းကတော့ဒေါ်လာ600ပါဒါလေးကဈေးနှုန်းဒေါ်လာ600ပါဟောလေပုံထဲမှာဟို live ထဲမှာဟိုဒီလိုမျိုးပြလို့ရှိရင်မြင်ရလားဝါသွားလားမြင်ရပါโอเคနော်ဒါလေးကဈေးနှုန်းကဒေါ်လာ600ပါလက်ကလေးကငါကဒါလေးကဒါလေးကဈေးနှုန်းဒေါ်လာ600ဖြစ်ပါတယ်ဟိုမိုးကုတ်ဟွာလေးမီးတဲ့မိုးကုတ်ကြောက်ကလေးမီးတာပေါ့နော်sorry မိုးကုတ်ကြောက်ပြရက်လေးမီးတဲ့အမပေါ့နော်တစ်ချက်ပြပေးပါမယ်ဟွာလေး net injury ဆိုတဲ့အမ injury ဆိုတဲ့ရောက်လေသူကမနေ့ကဟိုမှာတဲ့ချက်ပေါက်မှာမေးထားတယ်တဲ့မဖြည့်သေးဘူးတဲ့တစ်ချက်ကြည့်ပေးပါအမဟိုကလေမိုးကုတ်ရောင်စုံပရက်ကလေးကြီးကြည့်ကြတယ်ဆိုလို့ရှိရင်ဒီမက်စီမှာဒါလေးရှိပါမယ်ဒါလေးရှိပါမယ်တအားလာတယ်နော် तू ကလေ तू ကဟိုလေးလည်းပါမယ်လက်ဟန်ချင်းလေးလည်းပါပါမယ်ဟန်ချင်းလေးလည်းပါပါမယ်ဒီပရက်လေးပါအရန်လှပါတယ် तू အယောင်ဆက်ထားတာလေးလေအယောင်ဆက်ထားတာလေးကတကယ်ဟိုရင်ပါတယ်ဟို
မိုးကုတ်အမာရောင်စုံကလေသူကအယောင်ဆက်တဲ့ပုံမှာလဲပေါ့နော်သူကလှတာမလှတာအများကြီးစကားပြောပါတယ်မရှိပါဘူးနာဆုံးပြောတာမနစ်ကခုနအကောင်ဒါပေမဲ့မဟုတ်ဘူးတဲ့နော်ငါမနေ့ကသူနဲ့ပြောနေသေးတယ်ဘယ်အကောင်မှာပြောတာမမ page မှာဒီ8 page မှာပဲဒီလိုအနက်ကလေးနဲ့ပြချင်မယ်နော်ဟိုအမဟိုကလေချက်ပေါက်ကပြန်မဖြေသေးဘူးဆိုတာလေညီမတို့တစ်ချက်လောက်ပြန်ဟိုင်းပြပါလားနော်ညီမတို့ရှာတာပြောထားတာမတွေ့ဘူးဖြစ်နေလို့ဒီအကြောင်းဒါနဲ့လည်းတိတ်မထင်ရှားမိုးကုတ်အမာရောင်စုံလေးတွေပါသူကအရန်ကိုလှပါတယ်နော်ဒါလေးကလေကြည့်ပါဦးသူကဟန်းချင်းလေးလည်းပါပါမယ်သူကဟန်းချင်းလေးလည်းပါပါမယ်သူကတော့လေဒီလားကျိုးနဲ့ဒီဆွဲကျိုးနဲ့ဘရက်အဲ့ဒါဘယ်လိုခေါ်မလဲကျိုးနဲ့ဟန်းချင်းလေးရလေကျိုးနဲ့ဟန်းချင်းလေးကသူက1 set ဖြစ်တဲ့အတွက်ခွဲယူလို့တော့မရပါဘူးเนาะခွဲယူလို့တော့မရပါဘူးအရန်လာပါတယ်သူကတော့ကျိုးရွှေချိန်က12ပဲနဲ့5ရွေးပါကျိုးရွှေချိန်က12ပဲနဲ့5ရွေးပါဟန်းချင်းရွှေချိန်က12ပဲပါဟန်းချင်းရွှေချိန်က12ပဲပါနော်သူကဈေးနှုန်းက4000နဲ့နော်1 set ကို4000နဲ့300ပါ1 set ကို4000နဲ့300ပါဒီလိုလေးဆိုရင်အဆင်ပြေမလားနော်ကျိုးနဲ့ဟန်းချင်းလေးနဲ့ပါဒါလေးက1 set ပေါ့နော်1 set ဆိုရင်4000နဲ့300ပါသူကရွှေချိန်ကပေါ့နော်ကျိုးရွှေချိန်က12ပဲနဲ့5ရွေဟန်းချင်းရွှေချိန်က12ပဲပါရွှေထူထူလေးနဲ့ပေါ့နော်ရွှေထူထူလေးနဲ့သူ့ရဲ့ဒီကာလာဆက်ထားတာလေးကလည်းတအားကိုလှပါတယ်နော်ကာလာဆက်ထားတာလေးကလည်းတအားလှပါတယ်အယောင်အငိမ့်လေးတွေပေါ့နော်အယောင်အငိမ့်လေးနဲ့လုပ်ထားတာပါသူကတော့ဈေးနှုန်းကဒေါ်လာ4000နဲ့300ပါဈေးနှုန်းကဒေါ်လာ4000နဲ့300ပါအဲ့ဒါလေးလုပ်ချင်တယ်ဆိုလို့ရှိရင်ဗမတ်ကိုချက်ပေါက်ကလေးပြောပြပါနော်ဒီလိုလေးလက်ကဟိုကဗရမ ्या နဲ့စိန်နဲ့နော်ဗမတ်လက်ကောက်ကလေးတွေကဗရမ ्या နဲ့စိန်နဲ့ပါဒါလေးတွေကဗရမ ्या နဲ့စိန်နဲ့လက်ကောက်ကလေးတွေပါမဲအနီရောင်ဝတ်တဲ့နေကြမှာပေါ်အနီထက်ဝတ်ဗရမ ्या နဲ့စိန်နဲ့လက်ကောက်ကလေးတွေပါအရန်လာပါတယ်ဒါလေးဆိုလို့ရှိရင်တပတ်လေးပါနော်ဟိုးနောက်ထိတပတ်လေးဒါလေးနှစ်တန်လည်းမီးလို့ရပါတယ်ပြီးတော့နှဆွဲလေးပြပေးခြင်းနဲ့နှဆွဲငကက်လေးပြပေးခြင်းနဲ့ဒီနေ့ပြပေးတာလေးတွေကလေရှေ့ရက်ကပြတဲ့စိန်တွေဗရမ ्या တွေထက်ဈေးလေးတွေတက်တာပါတယ်ဈေးနှုန်းအသင့်တင်လေးနဲ့ပစ္စည်းလေးတွေပေါ့နော်ဒါလေးကတော့မိုးကုတ်ရောင်စုံပေါ့နော်မိုးကုတ်ရောင်စုံငကက်ကလေးပါမြင်ရလားမသိနော်သူကလေဟိုကျေပုံလေးပေါ့နော်ကျေပုံလေး4000လေးဟိုအရောင်ဟိုပါလေလိုက်တင်အဆင်ပြေတယ်မြင်ငါပဲငါမျက်လုံးကဝါနေတာ focus မပြတ်တယ်လို့ဖြစ်ဒါလေးကပမှန်ခုလက်ထဲမှာကင်ထားတယ်ပေါ့နော်မိုးကုတ်ရောင်စုံငကက်ကလေးနော်ကျေပုံငကက်ကလေးပါသူကဈေးနှုန်းက950ပါသူကဈေးနှုန်းကဒေါ်လာ950ပါချစ်စရာလေးနော်
တကယ်လို့လေဒီမှာကြည့်ရတာအမြင်မရှင်းဘူးတတိချာချာမမြင်ရဘူးဆိုလို့ရှိရင်ချက်ပေါက်ကလေးပြီးတော့ပေါ့နော်ဓာတ်ပုံလေးတောင်းယူလို့ရပါတယ်လို့တော့ focus မဖြစ် focus မပြတ်ဘူးနဝရ9တွေလားတဲ့အမဟိုပါလေဒါကဘယ်လိုခေါ်မလဲနဝရ9တွေမဟုတ်ဘူးမှာမိုးကုတ်အမာရောင်စုံလေးတွေပါမိုးကုတ်ရောင်စုံလေးတွေပါနော်အရန်လှပါတယ်ဒါလေးကသူကရွှေချိန်က3ဘဲနဲ့6ရွေကြောက်က 1.38 carat ပါစိန်ကတော့0.05 carat ပါဈေးနှုန်းကတော့950ပါဖုန်းကင်မရာ lens ကိုတော့ဘာနဲ့တော့อ่ะဖုန်းနဲ့တော့တဲ့ဟာလေးကြည့်ခဏလေးနော်ဒီလေးစမမြင်ရဘူးဆိုလို့ပါခဏလေးပါဒါဆိုပုံမြင်ရမလားမျက်နှာကြတော့ကြည့်ပစ္စည်းကြမှာ50ဆိုတာလားဒါလေးရဟုတ်တယ်950 950ပါအကျဉ်းဟိုဓာတ်ပုံရိုက်ပြီးတော့မင်းနဲ့ဓာတ်ပုံရိုက်ပြီးအလင်းကိုချိန်ထားတာနော်နင်းပို့ထားတာမှောင်ပြီးတော့လို့ရှိရင်နောက်ကတစ်ခုခုလေးရထားလို့မရအောင်ဆိုဒီမှာမောင်ဒီနောက်ကဟိုဟာဒီတစ်ခုခံပြီးရဘယ်များလက်ကောက်တဲ့ဒီရလာရင်မှဒီရလာရင် size ဆိုတာဘယ်လိုမျိုးမေးရလဲမသိဘူးเนาะဒီလိုလက်ကောက်လေးတွေကညီမတို့ဟိုပြောမယ်ဆိုလို့ရှိရင်အမျိုးသမီးတော်တော်များများနဲ့တော်ပါတယ်သူကဒီလိုနောက်ကအဟလေးနီးเนาะဟိုလက်ပြည့်တဲ့သူလည်းတော်တယ်ပမန်ဆိုလို့ရှိရင်တော့နည်းနည်းလေးလက်ကနည်းနည်းလေးခြောင်ကျင်တယ်ဒီကောင်လေးဆိုရင်လေနည်းနည်းလေးခြောင်ကျင်တယ်ပမန်တော့ဘယ်လက်ကောက်ဝတ်ခြောင်တာပါဒီလက်သေးလို့ဒီလက်စစ်သေးတဲ့အတွက်လေဘယ်လက်ကောက်ဝတ်လက်ကောက်အစိုက်အသေးလေးတွေနဲ့ပဲတော်တယ်เนาะဒီလိုလက်ကောက်မှန်တယ်များပမန်နဲ့ကြီးပါတယ်နော်ဒါလေးတွေဆိုလို့ရှိရင်နည်းနည်းအမှတ်ထက်လက်ပြည့်တယ်လို့ဆိုရင်တော်ပါပဲเนาะပြီးတော့သူကဒီလိုနောက်ကလေးပြီးတော့ဒီလိုဖြုတ်လို့တက်လို့ရတာမျိုးလေးဖြစ်တဲ့အတွက်ပေါ့နော်လက်တိုင်းနဲ့တကယ်လို့လက်တိုင်းတိုင်းပြီးပါဆိုလို့ရှိရင်လည်းတိုင်းပြီးပါမယ်ဒါလေးဆိုလို့ရှိရင်တစ်ပတ်လေလीเนาะအရန်လှနော်ဒါလေးကတော့ဒါလေးကဗရမ ्या ရေးခက်ခဲလေးကြီးပေါ့နော်ဒါလေးစိန်များလေးနဲ့လုပ်ထားတာပါပြီးသွားလို့ရှိရင်ဟိုဟာလေးပြပေးမယ်နောက်ထပ်နှစ်ကက်လေးဆက်ပြပေးပါမယ်မတို့ကိုမေးစင်တာလေးကြည့်စင်တာလေးရှိရင်လည်းပြောပေးနော်အခုဒါပမန်ပြမယ်ပြဖို့စီစဉ်ထားတာလေးတွေကြိုစီစဉ်ထားတာလေးပြပေးရပါဒါလေးကနှစ်ဆွဲလေးပါသူကပြောင်ကောင်းစိမ့်နဲ့ spanner နဲ့ပေါ့နော်ပြောင်ကောင်းစိမ့်နဲ့ spanner နဲ့ဆွဲလေးပါဒီလိုမျိုးလေးပြရင်ကောင်းမလားဒီလိုမျိုးလေးတစ်ဖက်ပဲပြဒါနဆွဲလေးပါဒါကြဆွဲသီးလေးထည့်နေမှာဆိုလို့နဆွဲလေးပါတအားလှပါတယ်ဒါလေးကလေနဆွဲလေးပါကဲအမှတ်မရှိနားကိုထိုးလိုက်အောင်မယ်ဒါကြတော့ချွတ်ရနှစ်ဆွဲလေးပါနော်ဇုံးဆွဲပြီးပြတာနော်စစ်စရာလေးပါမျက်နှာပေါ်ကချွေးပေါက်တွေတော့နည်းနည်းလေးဟိုဖြစ်ပြီးတော့တညှိခံပြီးကြည့်ပေါ့နော်နှစ်ဆွဲလေးပါဒါလေးကဈေးနှုန်းက680ပါဒါလေးကဈေးနှုန်းက680ပါရွှေကျင်က4ဘဲ4ရွေးနဲ့တစ်ချမ်းရွှေကျင်က4ဘဲ4ရွေးနဲ့တစ်ချမ်းပြောင်ကောင်းစိမ်းက 4.49 carat ပါစပင်တွေက 1.74 carat ပါဈေးနှုန်းကတော့680ပါဖူချင်းလေးတွေတော့ဗမန်စီမှာမရှိပါဘူးရှင်ဟန်းချင်းလေးတွေပဲရှိပါတယ်ဒါလေးကနော်အခုလိုမျိုးလေးပြလိုက်လို့ရှင်မြင်ရမလားမသိဘူးเนาะဒါအားလာပါတယ်ဒါလေးကဈေးနှုန်းကဒေါ်လာ680ပါဈ
ဈေးနှုန်းကဒေါ်လာ680ပါရွှေချိန်က4ဘဲနဲ့4ယူ4ဘဲ4ယူတစ်ချံပြောင်းကောင်းစိမ်းက 4.49 carat ပါစပင်နယ်က 1.74 carat ပါဈေးနှုန်းကတော့680ပါ6ရောင်စုံလောကက်ကမမကပြသွားတာဒါလေးနော်ဒါလေးကြိုက်နေတက်လို့ရှိရင်ချက်ပေါက်ကလေးပြောပြပါဗမာအခုဒါလေးကတော့နားကိုကျိုးကျူဝင်တော့ဒါလေးပဲဆက်ဝတ်ထားလိုက်တော့မယ်ပြီးရင်ခုနကဇွန်းဆွဲပြတာလေးအဆင်ပြေတယ်ထင်တယ်နော်တေချာမြင်ရမယ်ထင်တယ်အဲ့ဒါဆိုခုနကပြသွားတဲ့မိုးကုတ်ရောင်စုံလေးကိုဇွန်းဆွဲပြီးပြချင်ပါတယ်နော်ဒီလိုလေးပါဒါလေးက950နော်ဒါလေးက950ပါโอเคပြီးသွားလို့ရှိရင်ဆွဲသီးလေးတွေဆက်ပြပေးပါမယ်ဆွဲသီးလေးတွေဆက်ပြပေးပါမယ်ဒါလေးကတော့နည်းနည်းဆွဲသီးထထဲကြီးလေးပေါ့နော်ဒါလေးကတော့ဆွဲသီးထထဲကြီးလေးပါသူကဒီလိုလေးပြပေးမယ်နော်မားရေညီမစီမာလေးစိတ်တလုံးနှက်ကက်လေးတွေမရှိဘူးမစိတ်တလုံးနှက်ကက်တရားလေးပြောမယ်ဆိုလို့ရှိရင် तू ကလေတစ်ဖက်ကိုတက်ကရက်လားဒါမှမဟုတ်နှစ်ဖက်တက်ကရက်လားအဲ့လိုမျိုး order မှာမယ်ဆိုလို့ရှိရင်ညီမလုပ်ပေးပါမယ်ဘာလို့လဲဆိုတော့အရန်ဈေးမြောက်လို့ပါစိတ်တလုံးနှက်ကက်လေးတွေကလေဟိုပစ္စည်းတေးလေးတွေဆိုလို့ရှိရင်တော့ဈေးသိမ့်မရှိဘူးပေါ့နော်ဒါမဲ့အဲ့ဒါလေးတွေကဗမက်စီမာလေးကုန်နေပြီပေါ့နော်ဒါမှမဟုတ်တစ်ဖက်ကိုအဲ့လို carrot guide တီနေဆိုလို့ရှိရင်တော့လေအဲ့ဒါလေးဆိုတော့ order မှာပေးလို့ရှိရင် order မှာမယ်ဆိုလို့ရှိရင်ပြန်လုပ်ပေးပါတယ်ဒီဟာကက်ကလေးပဲရောဟောဒါလေးကတော့ထဲဝါလေးပါဒါလေးအားထည့်ပါတယ်နော်သူကရွှေချိန်က9ပဲနဲ့3ယူပါရွှေချိန်က9ပဲနဲ့3ယူနော် spinner ပေါ့နော် spinner က 8.18 carat ပါဈေးနှုန်းကတော့ဒေါ်လာ950ပါ950ပါလေဘင်းမှာဆွဲမယ်ဆိုလို့ရှိရင်နားနဲ့ကြိုက်လို့နားနဲ့ဆွဲပေးပါဘဲမှာဆွဲမယ်ဆိုလို့ရှိရင်ဒီလိုတို့အောက်ကဆွဲသေးနေရောရင်ဘဲမှာဆွဲမယ်ဆိုရင်ဒီလိုမျိုး size ကလေးပါနော်ဒီလိုမျိုး size လေးပါဒီလောက် size ပေါ့နော် size လေးမှန်းလို့ရအောင်ပါအနီးကပ်လေးမြင်ရအောင်ပါနော်အနီးကပ်လေးမြင်ရအောင်ပါသူကခုပမတ်လေဘင်းမှာဆွဲထားတဲ့လူရွှေကြိုးလေးနဲ့လည်းဆွဲလို့ရပါတယ်ရွှေကြိုးလေးလိုရင်လည်းပမတ်စီမှာရှိပါတယ်နော်မေးလို့ရပါတယ်သူကဈေးနှုန်းက950ပါရွှေတင်ရောပါ9ပဲနဲ့3ယူစပင်နယ်က 8.18 carat ပါမိုးကုတ်တဘာဝတွင်းတွဲကြောက်ဖြစ်ကြောင်းပေါ့နော် lab certificate ကြီးလည်းပါဝင်ပြီးသားဖြစ်ပါတယ်ဒါလေးက950ပါပြီးသွားလို့ရှိရင်ဟွာနှစ်ခါလေးနှစ်ခါလေးမပြဘူးဆွဲသီးလေးဆက်ပြပါမယ်နော်ဒါလေးကလည်းမိုးကုတ်စပင်နယ်ပဲမိုးကုတ်စပင်နယ်ရောင်စုံလေးတွေပါမိုးကုတ်စပင်နယ်ရောင်စုံဆွဲသီးလေးပါနော်သူကတော့ဈေးနှုန်းက990ပါဈေးနှုန်းက990ပါဒါ size လေးကိုသိအောင်ပါ990ပါသူ့ကိုဒီလိုလေးပြပေးမယ်နော်990ပါသူကရွှေချိန်က9ပဲ4ရွေးနဲ့တစ်ချံရွှေချိန်က9ပဲ4ရွေးနဲ့တစ်ချံ
lab က US က laboratory လာတယ်အမမြန်မာပြည်ရပါတကယ်လို့ဟို US က lab မှာစစ်ချင်တယ်ဆိုလို့ရှိရင်လည်းအမတို့ကိုယ်တိုင်ပြန်စစ်လို့ရပါတယ်เนาะကိုယ်တိုင်ပြန်စစ်လို့ရပါတယ်ကိုယ်တိုင်ပြန်စစ်တဲ့အခါမှာလည်းတဘာဝဆိုတဲ့အတိုင်းစစ်ချက်ထွက်စီရပါမယ်เนาะတကယ်လို့အဲ့လိုမထွက်ဘူးဆိုလို့ရှိရင်ဘန်တို့ဘက်ကတာဝန်ယူပေးပါတယ်ဒါကရွှေချိန်က9ပဲ4 unit တစ်ချမ်းပါ spinner က 8.4 carat ပါစိန်က 0.05 carat ပါဈေးနှုန်းကတော့သူက990ပါသူကထထလေးပါเนาะထထလေးပါ daily weight လို့လည်းရပါတယ် daily weight အနေနဲ့သုံးလို့ရပါတယ်ဒါလေးက990ပါဒီသွားလို့ရှိရင်ဒီခမောက်လက်စလေးပြပေးမယ်เนาะဒါလေးကသူက spinner မဟုတ်ဘူးเนาะသူကမိုးကုတ်နီလာရောင်စုံပါဒါလေးကမိုးကုတ်နီလာရောင်စုံလက်စလေးပါရောင်လေးရမ်းလာရင်တော့ခမောက်ပုံလေးเนาะခမောက်ပုံလေးပါခမောက်ပုံလေးပါသူကရောက်ပါဒါလေးကသူက size 7ပါ size 7ဖြစ်ပါတယ် size 7ပါ size 7ရွှေချိန်ကသူက6ပဲတောင်ပါတယ်เนาะရွှေချိန်6ပဲပါနီလာရောင်စုံ 2.69 carat ပါနီလာရောင်စုံ 2.69 carat ပါဈေးနှုန်းကတော့950ပါဈေးနှုန်းကတော့950ပါဒါလေးကဒေါ်လာ950ပါနော်ဒါလေးကဒေါ်လာ950ပါဒေါ်လာ950ပါသူကဟိုခမောက်ပုံလေးเนาะသူကဒီလိုခမောက်ပုံလေးပါခမောက်ပုံလေးပြီးတော့သူက spinner မဟုတ်ပါဘူးသူကနီလာရောင်စုံပါမိုးကုတ်နီလာရောင်စုံပါဒါလေးကတဘာဝဖြစ်ကြောင်းစစ်ချက်လေးပါဝင်ပြီးသားဖြစ်ပါတယ်အမှန်လေးဒီမှာအခုဒါလေးကိုဒီမှာကြည့်ရလीအပြင်မှာပူလှတယ်ဒီလားအပြင်မှာမြင်ရတာပူလှတယ်ဒီမှာကျတော့နည်းနည်းလေးအယောင်တည်ကြနေလို့မျိုးဖြစ်နေလို့ပေါ့နော်အပြင်မှာတော့တော်တော်လေးပို့ပြီးလှပါတယ်ဒါလေးကနော်ဒီမှာ lighting ကြောင့်ထင်တယ်မလေး lighting လေးနဲ့ချိန်လိုက်ရင်ကောင်းမှထင်ဒီပစ္စည်းလေးဆိုတိတာတယ်ဟိုကအပြင်မှာပူလှတယ်အဲ့ဆိုရင်ရောဒါမှမဟုတ်ဖုန်းအဟောင်းနဲ့များ live နဲ့တော့ focus မပြတ်တာလားမသိဆိုင်မအောင်တော့ဟုတ်ပြီဒါလေးက950ပါဟဲ့အရင်ဖွင့်မသွားဘူးလားဒါလေးက950ပါဗဒမြားတို့ဘာလို့ပြရအောင်တမင်းတိတိကျကျမြင်ရအခုလေပမတ်စီကပမတ်နားမှာဝတ်ထားတဲ့ဓာလေးနော်ပြောင်ကောင်းချင်းလေးနဲ့ဆွဲလေးပါနော်ဓာလေးက680ပါနော်ဓာလေးက680ပါချစ်စရာလေးနော်ကိုယ့်ဘာဝင်လို့ရတယ်နော်ကိုယ့်ရဲ့တဘာဝကိုယ့်နိုင်ငံရဲ့တဘာဝတွန်းတက်ကြောက်လေးတွေဖြစ်တယ်နော်ဓာလေးတွေကကြွားလို့ရှိရင်နောက်ထပ်နဆွဲလေးပြပေးရမလားဒါမှမဟုတ်နဂတ်လေးပြပေးမယ်ဒီကောနဆွဲစပင်နဲ့ရောင်စုံနဆွဲအကိတ်ကလေးပါအကိတ်ကြီးဆိုတဲ့အစင်နဲ့တော့မဟုတ်ဘူးပေါ့နော်အကိတ်ကလေးပါကြည့်လေးနော်သူကလေ
ရွှေချိန်က6ပင်း5ယူတစ်ချမ်းနော်ရွှေချိန်က6ပင်း5ယူတစ်ချမ်းပါပါတယ် spin က11 carat နီးပါးပါ 10.75 carat ပါ 10.75 carat ပါနော်သူကဈေးနှုန်းက950နော်သူကဈေးနှုန်းက950ပါဒါလေးကိုဒီကောင်ဆိုနားမှာဆက်နေတယ်ဒီမှာနားနဲ့မရတော့ဝတ်ပြကြတာဝတ်ပြကြတော့ညာလေးမိမိရဲ့နားအခြေအနေကြောင့်ပါဒါလေးက950ပါနော်ဒါကတစ်ဖက်နှစ်ဖက်ကင်လိုက်လို့ရှင်ဘယ်လိုဖြစ်မလဲနော်ဒါလေးကဒေါ်လာ950ပါဒေါ်လာ950ပါဒါလေးကဒေါ်လာ950ပါရွှေချိန်က6ပင်း5ယူနစ်တစ်ချမ်းနော်ပြီးတော့ spin က 10.75 carat ပါဒါလေးကဈေးနှုန်းကဒေါ်လာ950ပါရွှေထူထူလေးနော်ပြီးတော့ဟို spin နဲ့လောက်ထားတာ spin 10.75 carat ပါပါတယ်ဟောလက်ကောက်ကလေးမပြဈေးနှုန်းမပြောရသေးဘူးမတို့ကြည့်ချင်တာလေးရှင်မေးလို့ရတယ်နော်ကြည့်ချင်တဲ့ပစ္စည်းလေးရှင်မေးလို့ရပါတယ်အခုပမန်လက်ကလေးဒီလက်ကောက်ကလေးဗရမ ्या လက်ကောက်ကလေးပါဒီဟာလေးကဒီဗရမ ्या လက်ကောက်ကလေးကဒီလိုနောက်ကိုတစ်ပတ်လေလေးနော်တစ်ပတ်လေအပြည့်နော်စိန်ကိုလည်းအပြည့်စီထားတယ်ဒီလိုနောက်ဖက်ကိုလည်းတစ်ပတ်လေအပြည့်လေးပါနော်တစ်ပတ်လေအပြည့်လေးဒါလေးကရွှေချိန်က 7.34 gram ပါရွှေချိန်က 7.34 gram ruby က 2.27 carat ပါပါတယ်စိန်ကတော့ 0.8 ယတိပါဈေးနှုန်းကတော့ဒေါ်လာ1950ပါဈေးနှုန်းကဒေါ်လာ1950ပါလက်ရအရန်ကောင်းပါတယ်နော်လက်ရအရန်ကောင်းပါတယ်ဒါလေးကဒေါ်လာ1950ပါပြီးသွားတော့ဒီဘက်ပေါ့နော်ဒီဘက်လက်ကသူကဒီမီးရောင်နဲ့မှာသူကလေနည်းနည်းပန်းရောင်ဘက်ကိုသွားတယ်လို့မြင်ရတယ်နော်ဒါပေမဲ့အပြစ်မှာหนีပါတယ်အပြစ်မှာအရေးหนีဘက်ကိုသွားပါတယ်သူကနော်ဒီဗရမ ्या လက်ကောက်ကruby က 1.75 carat ပါတယ်သူကစိန်ကအကြီးက 0.2 ယတိပါတယ်စိန်ကအသေးလေးက 0.42 ယတိပါပါတယ်ဈေးနှုန်းကတော့သူက2350ပါဈေးနှုန်းက2350ပါ2350ပါအပြစ်မှာလေးအရင်နီလေးပါနော်ဒါလေးရလေပြောလို့ရှိရင်ပပတ်လေပင်ကဒါလေးပေါ့နော်ဒါလေးက1450ပါနော်ဒီဆွဲတီးလေးက1450ပါဘိတ်ပလဲပါရှင်နော်ဘိတ်ပလဲ35.33 carat ပါပါတယ်နော်ဈေးနှုန်းကတော့ဒေါ်လာ1450ရွှေချိန်က6ပဲနဲ့6ယူပါရွှေချိန်6ပဲနဲ့6ယူဘိတ်ပလဲ35.33 carat ပါအမာရောင်စုံက 10.29 carat ပါဈေးနှုန်းကတော့ဒေါ်လာ1450ပါလေပင်ကဒီရွှေကြိုးလေးပေါ့နော်လေပင်ကဒီရွှေကြိုးလေးကဈေးနှုန်းက1150ပါဈေးနှုန်းက1150ပါပြီးတော့ဟန်ချင်းလေးပြပေးမယ်နော်ဟန်ချင်းလေးပြပေးပါမယ်
ဒါလေးကလေပြောင်ကောင်းခြင်းဟန်းချင်းလေးပါပြောင်ကောင်းခြင်းဟန်းချင်းလေးပါပြောင်ကောင်းခြင်းဟန်းချင်းလေးဖြစ်ပါတယ်သူကချစ်စရာလေးနော်ရောင်လေးကသူကရွှေချိန်က17ပဲ2ရွေးနဲ့တစ်ချမ်းနော်ရွှေချိန်က17ပဲ2ရွေးနဲ့တစ်ချမ်းပါရွှေချိန်17ပဲ2ရွေးတစ်ချမ်းပြောင်ကောင်းခြင်းက17.9ခွန်ကာရက်ပါပါတယ်ဈေးနှုန်းကတော့ဒါလေးကဈေးနှုန်းက1500ပါဒေါ်လာ1500ပါဈေးနှုန်းကဒေါ်လာ1500ပါပပန်းလေးဒီနေ့ live မှာပစ္စည်းလေးတွေလေအချိန်နဲ့ယူပါမယ်ခဏနေကြရင် live ကိုဖုန်းပြန်လဲခြင်းလို့လေနောက်ထပ်15မိနစ်လောက်နေလို့ရှိရင် live ကိုတစ်ဖြတ်နားမယ်ပေါ့နော်မောလဲမောတယ်စကားပြောရတာမောတယ်15မိနစ်လောက်နားလိုက်ပြီးတော့လို့ရှိရင် live ပြန်တက်လာပါမယ်ဘာလို့လဲဆိုတော့နောက်တစ်ပတ်ကြာလို့ရှိရင်လေနောက်တစ်ပတ်ကြာလို့ရှိရင်ပပန်းခရီးသွားဖို့ရှိလို့ပါနောက်တစ်ပတ်စနေရောတနင်္ဂနွေရော live လွှင့်နိုင်မှာမဟုတ်ပါဘူးအဲ့ဒါကြောင့်မလို့ပါမိတ်ဆွေတွေနဲ့ခရီးထွက်ဖို့ရှိလို့ပါရှင်နော်အလုပ်ခရီးလည်းပါတယ်အလဲပတ်ခရီးလည်းပါပါတယ်နော်အဲ့ခီးစဉ်လေးရှိရတဲ့အတွက်နောက်တစ်ပတ်ပေါ့နော်ရှိလာမယ့်တစ်ပတ်မှာဒီရနာ live လေးတွေရှိမှာမဟုတ်ပါဘူးဒါကြောင့်ပမန်းရဲ့ဒီ audience ကပေါ့နော်အများတန်းlive ကိုတစ်ချိန်လုံးထိုင်မကြည့်နိုင်ဘူးသူတို့ပြီးမှအားတဲ့ချိန်လေးတွေကြည့်ပြီးတော့ပစ္စည်းလေးတွေလာမေးကြဝယ်ကြတာမျိုးလေးတွေဖြစ်တဲ့အတွက်ပစ္စည်းလေးတွေကိုအချိန်ယူပြီးတော့ပေါ့နော်ဒီနေ့ပြပေးချင်ပါတယ်ဒါလေးကတော့ဈေးနှုန်းကဒေါ်လာ1500ပါဒေါ်လာ1500ပါသူကနောက်ဖက်လေးရလေဒီလိုလေးပေါ့နော်နောက်ဖက်လေးရလေဒီလိုလေးဒီနေ့ဒီဖုန်းနဲ့လေဖုန်းအဟောင်းကိုသုံးလိုက်တာပေါ့နော်ဖုန်းအဟောင်းကိုသုံးပြီး live လွှင့်လိုက်တာfocus တိတ်မပြတ်ဘူးဖြစ်နေအဲ့ဒါကြောင့်မလို့ခဏနေကြလို့ရှိရင်အစ်စ်နဲ့အမဟုတ်ကြောင်စိမ့်နဲ့စိန်နဂတ်တဲ့ဝက်ဥရေးမဟုတ်တာရှိသလားမဂျေးကလေးညီမစီမှာကြောင်စိမ့်ကတိတ်မရှိဘူးမကြောင်စိမ့်ကလေကြောက်စိမ်းလေးอ่ะဆိုမနေ့ကရောင်းလိုက်တယ်เนาะမနေ့ကအမတယောက်ယူသွားတဲ့ကြောက်စိမ်းဟုတ်မှာကြောက်စိမ်းနဲ့စိန်ငကက်ဝက်ဥရမဟုတ်တာကြောက်စိမ်းနဲ့စိန်တွဲရက်ကိုပြောရတာမသိဘူးเนาะမှာကြောက်စိမ်းတော့မရှိဘူးစိန်တော့ရှိတယ်ခုနကရင်ပြသွားတဲ့ဟာလေးကြောက်စိမ်းနဲ့ကြောက်စိမ်းမဟုတ်အဲ့ဒါလက်စွပ်အမတို့ဒါလေးကဒီဟန်းချင်းလေးကဒေါ်လာ1500ပါပြောင်ကောင်းစိမ်းပါเนาะပြောင်ကောင်းခြင်းပါသူကပြောင်ကောင်းခြင်းလေးပါသူကရွှေချင်း17ပဲနဲ့2ရွေးတစ်ချမ်းပြောင်ကောင်းခြင်းက17.9ခွန်ကာရက်ပါဈေးနှုန်းက1500ပါအမမက်ဆန်နာမနေ့ကအပြင်သွားနေရဆိုလို့အားမပေးရသေးဘူးเนาะဒီနေ့ကြိုက်တာလေးတွေရှိရင်ပြောပါเนาะအမကြည့်ကျင်တာလေးတွေလည်းရှိရင်ပြောပါပြပေးပါမယ်ပြီးတော့ဒါလေးကနီလာဟန်းချိတ်လေးတစ်ခုပြပေးပါမယ်နီလာဟန်းချိတ်လေးပြပေးမယ်နီလာဟန်းချိတ်လေးပြပေးပါမယ်ပြောင်ကောင်းစိမ့်စိတ်မပါရိုးရိုးလေးရိုးရိုးနဲ့ကရှိသလားတဲ့မနေ့ကငကတ်ထက်နည်းနည်းကြီးတာကြည့်ကြတယ်အမမနေ့ကငကတ်ကပါလဲမနေ့ကငကတ်ပါဝဲအမခဏလေးတော့မနေ့ကငကတ်ထက်ကြီးတာလေးဆိုတာဘယ်ဟာလေးလဲမသိဘူးညီမတစ်ချက်ပြန်စဉ်းစားကြည့်နေနီလာလားမနေ့ကမနေ့ကနီလာနဲ့ခက်တစ်ချက်အဲ့ဒါဟိုလေနီလာထုတ်ထဲမှာရှိတယ်မမောက်တစ်ချက်ပြန်ထုတ်ပြီနော်ပြောင်ကောင်းစိမ့်စိတ်မပါရိုးရိုးနဂက်လေးရှိသလားတဲ့ပြောင်ကောင်းစိမ့်စိတ်မပါနဂက်ငါမနဂက်ထုတ်ထဲမှာလေဟိုပြောင်ကောင်းစိမ့်ကိုစိတ်မပါတဲ့ဟာလေးရှိသလားမနေ့ကတော့အမပြောင်ကောင်းစိမ့်စိတ်မပါတဲ့နဂက်လေးကလေရောင်းလိုက်တယ်ဒီလားတခုကြောက်စိမ့်နဲ့စိတ်အကြီးအမဟုတ်မှတ်မိပြီမကြောက်စိမ့်နဲ့စိန်ကြီးကလေအဲ့ဒါလေးကစိုးအောက်ဖြစ်သွားပြီမှညီမစီမလေးအဲ့ဒါလေးကကြောက်စိမ့်နဲ့စိန်ကတစ်ခုပဲရှိတယ်တကယ်လို့ပေါ့နော်ကိုမလိုချင်တယ်ဆိုလို့ရှိရင်ညီမဟိုအော်ဒါလုပ်ပေးမယ်လေမနော်အဲ့ဒီပုံစံလေးကြိုက်တယ်ဆိုလို့ရှိရင်ကြောက်စိမ့်ကောင်းတာလေးနဲ့စိန်ကောင်းတာလေးနဲ့ရှာပြီးတော့ညီမအော်ဒါအပ်ပေးမယ်လေ
အခုဒါလေးပေါ့နော်အခုပြပေးချင်တာလေးကအဲ့တယ်အင်းကြီးလက်ရှိဝတ်ပြီးတော့ငါလည်းရေးပွေးပါအခုပြန်ပြပေးတာလေးကဒါလေးကနီလာပေါ့နော်နီလာဟန်းချင်းလေးပါသူကစိတ်မပါဘူးနီလာတီးတန့်ရွှေနဲ့နီလာနဲ့တီးတန့်လေးပါဒါလေးကရွှေချိန်က10ပဲနဲ့4ရွေနော်ရွှေချိန်က10ပဲနဲ့4ရွေစိတ်အောင်ဖြစ်တယ်နီလာက 3.6 carat ပါဒါလေးက$1150ပါဒါလေးက$1150ဒါလေးက$1150ပါမလေးလည်းလုံးမတို့လည်းမှာကြောက်စိမ်းနေရဆိုလက်စွပ်လေးပဲရှိမယ်နော်ဟိုတလောကဒုံးလက်စွပ်လေးပဲရှိမယ်တမီကြောက်စိမ်းသိအားမတန်ဒီကောင်လေးက1150ပါ1150ခုနကပြတဲ့ပြောင်ကောင်းစိမ်းလေးက1500ပြီးတော့လေဟိုအမမဆန်တာခုနကဒါလေးမှီလိုက်လားမသိဘူးညီမပြသွားတာဒါလေးဒီမိုးကုတ်ရောင်စုံလေးလေဒီမိုးကုတ်ရောင်စုံလေးဟန်းချိတ်လေးနဲ့1ဆက်လေးတအားလှလို့ဒီမိုးကုတ်ရောင်စုံ ground jewel လေးအယောင်ဆက်ထားတာလေးတအားလှလို့ပါအယောင်ဆက်ထားတာလေးဒါလေးညီမတို့တအားကြိုက်တယ်တရားလေးကိုသူကမြားခွက်ကလေးကိုသူကအဲ့လိုဘယ်လိုခေါ်မလဲအယောင်အမှောင်ဘက်ကိုသွားတာမျိုးမဟုတ်ဘဲနဲ့အယောင်ရင်လေးပေါ့နော်အယောင်ရင်လေးသူကကျိုးရယ်ဟန်းချင်းရယ်နော်သူကဒီကျိုးရယ်ဟန်းချင်းရယ်ပါကျိုးရယ်ဟန်းချင်းရယ်1ဆက်လာပါတယ်ဈေးနှုန်းကသူက4300ပါဈေးနှုန်းက4300ညီမစီမလေးတကယ်လို့ကြည့်ကျင်တယ်ဆိုလို့ရှိရင်နီလာ crown jewel တွေပထမ crown jewel တွေလည်းရှိပါမယ်နီလာတွေပထမတွေကတော့လေညီမဘေးမှာဟိုစုံစမ်းကြည့်ပါဈေးတွေကအော်ပြန်လန်းနေရပဲနော်ဈေးတွေကအော်ပြန်လန်းနေရပဲတကယ်လို့အဲ့လိုနီလာပထမပေါ့နော်နီလာပထမတွေကလေပစ္စည်းကောင်းတာလေးကြည့်ကျင်တယ်ဆိုလို့ရှိရင်လည်းပမတ်စီမှာမေးလို့ရပါတယ်နော်ဟိုဒီချက်ပေါက်ကလေဗီဒီယိုလေးရိုက်ပြပေးတာမျိုးလေးလည်းလုပ်ပေးပါတယ်နော်ခီးသွားနေရတော့မရအောင်နော်အိမ်မှာရှိနေရပူပြောတာပါဒါလေးက$4300ပါအရန်လှပါတယ်နော်ဒါလေးသူကဟိုကျိုးရောရွှေချိန်ရောကျိုးရောဟန်းချိန်ရောပေါ့နော်သူကရွှေထူထူလေးတွေကျိုးကလည်းရွှေချိန်12ပဲကျော်တယ်ဟန်းချိန်ကလည်း12ပဲကျော်ပါတယ်ဒါလေးက$4300ပြီးတော့လေဒါလေးပြပေးမယ်ခရမ်းဆွဲလက်စွပ်လေးအော်ဒါလေးတွေကသူကရွှေချင်းစင်ကြီးမပါတဲ့ထုံးလေးတွေပဲခရမ်းဆွဲကြိုက်တဲ့အမတွေနော်ဒါလေးရှိပါမယ်နော်ဒါလေးရှိပါမယ်မလေးဒီလက်စွပ်ကောက်ဆွတ်မတော်ခရမ်းဆွဲကြိုက်တဲ့အမတွေဒီလက်စွပ်လေးရှိပါမယ်ဒါလေးတွေကလေညီမရွှေချင်းစင်ချင်းပြန်ရှာပေးမယ်ဘာဖြစ်လို့လဲဆိုတော့ဒါလေးတွေကပမန်အရင်ညီမဘေးမှာရန်နာဆိုင်လုပ်ခဲ့တော့ကလေဒီဒါလေးတွေကပမန်ထုတ်ရောင်းခဲ့တဲ့ပစ္စည်းလေးတွေပါကိုဘာသာကိုဗရိန်နဲ့အပ်ပြီးထုတ်ရောင်းခဲ့တဲ့ပစ္စည်းလေးတွေပါဒါလေးတွေကအဲ့တုန်းကရွှေချင်းစင်ချင်းလေးတွေပေါ့နော်ရွှေချင်းစင်ချင်းလေးတွေတိုင်းဒီထဲမှာမှတ်ထားတာမရှိဘူးဖြစ်နေလို့ပြန်ရှာပေးရင်တော့ရတယ်နော်ပြန်ရှာပေးပါမယ်နော်ဒါလေးတွေရှိပါမယ်ဆန်လို့ရတဲ့ message တွေတော့တက်နေပြရမယ်ဒါလေးရှိမယ်နော်ဒါလေးရှိမယ်ဒီခရမ်းဆွဲ tree ကန်ပုံလေးပေါ့နော်ခရမ်းဆွဲ tree ကန်ပုံငကက်လေးရှိမယ်ခရမ်းဆွဲ tree ကန်ပုံစိန်တပတ်ရန်ထားတယ်နော်စိန်တပတ်ရန်ထားတဲ့ခရမ်းဆွဲငကက်လေးတွေရှိမယ်ပြီးတော့ဒီလိုမိုးဆက်ပေါ့နော်မိုးဆက်လက်စွပ်လေးရှိပါမယ်ဒါလေးတွေရှိရခါထွက်လာရင်လေကိုအမတယောက်မေးသေးတယ်ခရမ်းဆွဲလေးအဲ့မနာမည်မိသွားတယ်အော်ခုနကတော့စကားပြောနေသေးတယ်အဲ့မနဲ့သူမနေ့ကဟိုလက်ကောက်မေးရင်းနဲ့ဒီမှာအိမ်မကိုပြပြလိုက်အောင်ဒါလေးပေါ့နော်ဒါလေးကပမတ်ဒီလက်မှာဆက်ထားတဲ့
လက်ကလေးတစ်ခုမှလည်းမတော်ဘူးခါကျရင်စိတ်ဆိုးတယ်လက်အရန်သေးရတယ်မကောင်းဘူးလို့ပစ္စည်းတွေရောင်းတဲ့ခါကျတော့ဘာကောက်ဆွဆွလုံးဝမတော်ဘူးပြီးတော့ကိုနဲ့တော်တဲ့လက်ဆွဆိုလို့ရှိရင်လည်းသူများနဲ့မတော်တော့ဒီခရမ်းဆွဲ4000လက်ဆွလေးကဈေးနှုန်းကဒေါ်လာ400ပါဈေးနှုန်းကဒေါ်လာ400ပါချိုးရှင်နှုန်းလေးတွေလိုပဲချစ်စရာလေးဒါလေးကဒေါ်လာ400ပါဈေးလေးလည်းတန်ပါတယ်เนาะဒါအရှင်ပပံမြန်မာပြည်မှာတော့ကဟိုကျယ်ဝယ်ရောင်းခဲ့တဲ့အချိန်တုန်းကပေါ့เนาะကိုယ်တိုင်ထုတ်ထားတဲ့ပစ္စည်းလေးတွေပါညဆွဲဂျူလီဒီကောင်းတဲ့ question ပဲညဆွဲဂျူလီရှိသေးလားတဲ့ဖြစ်ချင်တော့ဟိုနေ့ကပါရှိတယ်ကျိုးသွားတယ်လို့ဟိုနေ့ငါဖိလိုက်တာကျိုးသွားတဲ့ဟာလေးပဲရှိတယ်ဒါလေးကဒေါ်လာ400ပါ400ပါဟုတ်ပြီးတော့ဒီကောင်လေးပေါ့နော်ဒီခရမ်းဆွဲလက်စွပ်လေးနော်ခရမ်းဆွဲမိုးရည်စက်လက်စွပ်လေးပါခရမ်းဆွဲမိုးရည်စက်လက်စွပ်လေးပါသူကတော့ဒေါ်လာ950ပါအဟန့်လေးလည်းတော်တော်ကောင်းပါတယ်ရွှေလေးလည်းထူပါတယ်ဒါလေးက950ပါပမရွှေချင်းစင်ချင်းလေးတွေပြန်ရှာကြည့်ပေးပါမယ်နော်အခုကတော့မပြောပြတတ်လို့ပါဈေးနှုန်းက950ပါသူက size ဘယ်လောက်လဲဆိုတော့ဒါကလေ size လေးတော့ကြီးတယ် size က6ပါ size လေးတော့ကြီးပါတယ်လက်နည်းနည်းကြီးတဲ့အမတွေနဲ့မှအဆင်ပြေမယ်เนาะလက်ပြည့်တဲ့အမတွေနဲ့မှအဆင်ပြေမယ်ဒါ size number 6ပါဒီပမလက်ကဟာလေးကတော့ size 7ပါเนาะဒါလေးကတော်တော်လေးလာတယ်เนาะတော်တော်လေးလာပါတယ်တော်လေးထည့်ပါတယ်เนาะဒါပေမဲ့သူ့ရဲ့အားနည်းချက်ကတော့ဟိုလက်ကြီးတဲ့အမတွေနဲ့မှအဆင်ပြေပါမယ်မြန်မာပြည်မှာတော့ပန်တို့ကလက်တိုင်းကိုအကုန်ပြင်ပေးတယ်ဒါပေမဲ့ဒီဘက်မှာကျတော့မြန်မာပြည်ကိုတစ်ခေါက်ပြန်ပို့ဒီကဗရိန်နေကြတော့လေကိုရီနဲ့မကဘူးဒီမှာလဲဟိုဟာတွေ jewel repair တွေရှိပါတယ်ဒါပေမဲ့ဒါမူလီချင်းနဲ့ပဲအခုဒါလေးကသူကမူလီချင်းနဲ့ပါเนาะမူလီချင်းနဲ့ဒါလေးလည်းတော်တော်လေးလှပါတယ်เนาะထဲပါတယ်เนาะဒါလေးကဈေးနှုန်းကလည်းသူက950ပါပဲเนาะစိန်တပတ်ရန်ထားပါတယ်ခရမ်းဆွဲကိုစိန်တပတ်ရန်ထားပါတယ်ဒါလေးကလည်း950ပါ950ပါရွှေချင်းစိန်ချင်းလေးတွေကြည့်ပြီးပြောပြပါမယ်ပြီးတော့စိန်ငကက်လေးတွေပြပေးအောင်မယ်ခဏလေးနော်ဒီမှာမေးထားတဲ့အမမမရောင်းထားတယ်မမရောင်းထားတယ်ဒီမှာလေခုဒါလေးလေဒီလိုလေးလေပျောက်သွားပြီမနေ့ကဆိုခဲဒီဟာလေးကတော့ပါသွားပြီထင်တယ်ပြောင်းကောင်းစိမ့်ကြီးရလေနောက်ကဟာရှိတယ်တွေ့တာပြီလားဟိုအဲ့ဆိုတော့မရှိတော့ဘူးအဲ့ဆိုတော့မရှိတော့ဘူးထင်တယ်ဟိုလေစိမ့်နှဆွဲအကိတ်ကလေးအရန်လာတာလေးတစ်ချက်ပြပြီမယ်ဟုတ်တယ်ရှင်ဒီနားလေးမှာကြည့်လိုက်ညီမလေးစိမ့်နှကက်လေးရဒီနားလေးမှာအခုလေဒီအခုပြန်ပြပေးခြင်းနဲ့စိမ့်နှကက်လေးကစိမ့်နှဆွဲလေးရလी special လာတာနော်အရန်လာအမှန်တကယ်တော့ဒါလေးကိုမှာတော့ကလေပြန်ကြိုက်လို့မှာတာကိုကြိုက်လို့မှာတာပါသို့တော်ညာလဲပမက်နားလေဒီပစ္စည်းနောက်တော့ဝယ်ဖို့လို့ရတယ်အခုဒီလိုလေးဝတ်ထားတာတော့နားနေဘာဖြစ်လို့လဲဆိုအဲ့နှစ်ပေါက်ကရာဆိုဝင်ရလေလीမပတ်နားငကက်လေးကဘယ်လောက်လဲတဲ့ဟုတ်ဒီနားဒီပြောင်ကောင်းစိမ့်နဲ့ဆွဲလေးပေါ့နော်ပြောင်ကောင်းစိမ့်နဲ့ဆွဲလေးကအမလီဒီပစ္စည်းလေးဝတ်တာတော့နားရတော့ဒါလေးက680ပါ680ပါနားရဲဆိုတာလေကိုနားပြဿနာနဲ့ကိုနားတာနော်ငကက်ကနားတာမဟုတ်ဘူး
ဒါလေးပါဒါလေးက680ပါဒါလေးက680ပါအမအိမ်မှာစိတ်ငကက်လေးအိတ်ထောင်းလေးမှာထည့်ထားတယ် ဒီလိုကကလေးနဲ့ဖြစ်ရမှာ အဲ့ဆိုလေဒီထဲမှာတစ်ချက်ကြည့်လိုက်ဒီမှာရောင်းလိုက်တဲ့အထုပ်တရားပါရောင်းလိုက်တဲ့အထုပ်ထဲမှာလာမသိဟုတ်ရောင်းနေဆိုဖယ်ထားတဲ့အထုပ်အဲ့မေးထားလို့ဖယ်ထားတဲ့အထုပ်အခုဒီစိတ်ငကက်လေးလေဒီစိတ်ငကက်တယ်ပြောမစိတ်ငဆွဲလေးအရန်ရှည်လာတာနော်ဒါလေးကလေတအားလာတာဒါလေးကမှားတော့ကပမဝစ်ချင်လို့မှားတာဒါပေမဲ့ပမနာအခြေအနေမကောင်းနော်ဒီပစ္စည်းနောက်တော့လေးဝတ်တာတော့မှခံစားချက်ကနားနေတယ်တော့ဒီငကက်ဒီနဘောက်အကြောင်းလေးပြောအောင်အများတန်းငကက်ရောင်းတိုင်းမှာဝတ်ပြတိုင်းမှာအဲ့နဘောက်ကိစ္စရှင်းပြရတယ်ပေါ့နော်ပမန်ကငယ်တုန်းကဟိုအရင်ခေတ်ကဆိုလူကြီးတွေကလေဟိုမီးတွင်းထဲမှာဟိုကလေးမွေးပြီဆိုရင်မီးတွင်းထဲမှာနားဖောက်ကြတယ်လေအဲ့လိုအယူဆရှိကြတယ်လေအထူးသဖြင့်နေဒီမှာဆိုလို့ရှိရင်ကလေးကိုမီးတွင်းထဲကမထွက်ခင်နားဖောက်ပေးကြတယ်အဲ့တုန်းကနားဖောက်လိုက်တယ်ဟိုရင်ခေတ်ကတော့အက်ကလေးနဲ့ပေါ့နောက်ကစက်သွန်လေးခံပြီးတော့လေအဲ့နဲ့ထိုးပြီးတော့အဲ့လိုနားဖောက်လိုက်တယ်နားဖောက်လိုက်တော့အဲ့မှာဘာဖြစ်လဲဆိုတော့နဘောက်ကအောက်ကိုနည်းနည်းလေးရောက်သွားတော့အဖိုးကစိတ်တိုင်းမကြတာနဲ့သူကဟဲ့ငါမီးနာအောက်ကိုရောက်နဘောက်ကအောက်ကိုရောက်နေတယ်ငယ်တုန်းဆိုတော့သိရမလားဟို2နှစ်သမီး3နှစ်သမီးလောက်မှာနဘောက်ကိုအပေါ်လေးမှာနည်းနည်းလေးထပ်ပြီးတော့ထပ်ဖောက်လိုက်ကောအဲ့မှာထပ်ဖောက်လိုက်တော့ဘာဖြစ်လဲဆိုတော့အဲ့ချိန်ထိကိုအဆင်ပြေတယ်နော်အပေါ်မှာတစ်ပေါက်အောက်မှာတစ်ပေါက်ဒီလိုမျိုးကက်ရက်ကလေးပေါ့နိအပေါ်တစ်ပေါက်အောက်တစ်ပေါက်အဲ့ဒါနဲ့ဘာဆက်ဖြစ်လဲဆိုတော့ပမန်အတက်9နှစ်မှာပမန်တို့နေတဲ့ဇာတိရွာတရွာလုံးမီးလောင်တော့ပမန်အဲ့တုန်းကဆိုဒီလိုနှဆွဲလေးတွေအများတန်းဝတ်တယ်ဟိုငငယ်တော့ကလေရွှေနှဆွဲလေးတွေလေဒီလားတုံနဲ့လေအဲ့ရွှေနှဆွဲလေးတွေအများတန်းဝတ်တယ်အမေကအမြဲစင်တာဟုတ်အဲ့တော့ဟိုအသက်9နှစ်မှာပေါ့နော်ပမန်တို့ရွာတစ်ရွာလုံးမီးလောင်တော့ပမန်တို့အိမ်လည်းပါတော့တရွာလုံးမှာဖုန်းကြီးကျောင်းရယ်ရဲစက်ခန်းရယ်စာတင်ကျောင်းရယ်ပဲကျန်တယ်လူနေအိမ်တစ်လုံးမှမကျန်အဲ့လိုမီးလောင်ခံရတော့ပမန်တို့အိမ်ကြီးလည်းအကုန်ပါသွားကြတာပေါ့ပါသွားတော့အဲ့တော့အိမ်အစ်စ်ပြန်ဆောက်တော့အဖေကတခါတည်းမထူပါဘူးတဲ့တင်မလားတိုက်ပဲပြန်ဆောက်မယ်ဆိုတော့တိုက်ဆောက်တော့နည်းနည်းကြာသွားတာပေါ့ကွယ်ဟိုတုန်းကတိုက်ဆိုတာလေကောင်းကောင်းကန်းကန်းကြီးရယ်လည်းမဟုတ်ပါဘူးဘယ်လိုခေါ်မလဲနှစ်ထပ်အိမ်ကြီးပေါ့နှစ်ထပ်တိုက်ကလေးပေါ့အနေမှာဆောက်တော့အဲ့ဆောက်နေတဲ့အချိန်မှာအဲ့ဟိုအိမ်သေးလေးနဲ့နေရတာပေါ့ကွာအဲ့မှာသူကဝါထရံကက်လေးတွေခင်းထားတာဟိုယာယီအိမ်ပေါ့ယာယီအိမ်မှာနေတဲ့အချိန်မှာပမန်အဲ့တော့အသက်က9နှစ်အဲ့ဒီရွှေနှဆွဲလေးကိုဝတ်ထားရင်လည်းအဲ့ဝါထရံကက်ထဲမှာဝါထရံလှဲအိမ်ရင်လည်းအဲ့နာအဲ့ဒီနှဆွဲလေးကဝါထရံလေးကိုဝါထရံကက်ထဲကိုဝင်သွားတာအဲ့ဒါကိုမသိဘူးတော့မသိဘဲနဲ့ထားလိုက်ကောအဲ့နှစ်ပေါက်ကဆက်သွားအဲ့နှစ်ပေါက်ကပြတ်သွားတယ်လို့ဖြစ်သွားတာကွယ်ဆက်သွားရောအဲ့ကလေးကစားလိုက်တဲ့ပြဿနာအခုချိန်ထိပန်းစလို့တယောက်ဘယ်တော့မှငကတ်ဝတ်လို့မရပါအမြဲတမ်းနှစ်ပေါက်ဟောင်းလောင်းမှာဒီတိုင်းကြည့်လိုက်လို့ရှိရင်နှစ်ပေါက်ကြီးကကြီးပဲဒါပေမဲ့ဝတ်လို့မရဘူးဝတ်ပြီဆိုလို့ရှိရင်နားတဲ့ခံစားချက်ကိုအမြဲရတယ်အဲ့တော့အမြဲတမ်းနှစ်ပေါက်ကပိတ်သွားပြီလားဆိုတော့လေအဲ့ဒါနဲ့တစ်သက်လုံးမဝတ်တော့ဘူးဆိုဒီတိုင်းထားလိုက်ပြီးတော့နှစ်ပေါက်ကလေးများပိတ်သွားလို့ရှိရင်အစ်စ်ပြန်ဖောက်မယ်ပေါ့ဟိုမွေးကလေးကဖောက်ထားတဲ့နှစ်ပေါက်ဖြစ်တော့မပိတ်ဘူးရှင်သိရမလားအတင်းထိုးလိုက်ရင်ဝင်သွားပြန်ရောအဲ့တော့အဲ့နှစ်ပေါက်ကအမြဲတမ်းအစ်စ်လဲဖောက်လို့မရအမြဲဒီလိုဖြစ်နေပြီဘယ်နဲ့ကမ်းမှဝတ်လို့မရပါဘူးဒါကတော့ဟို customer တွေဝတ်ပြခြင်းလို့ပေါ့နော်ဝတ်ပြခြင်းလို့အဲ့လိုခဏတစ်ဖြုတ်ထိုးထားတာ US ရောက်တာ9ရောက်တာ3နှစ်မဟုတ်ဘူး4နှစ်နော်4နှစ်ပါဆောက်ပေါ်ကြီးငါလည်းပြောမိပြန်ပြီအခုပြနေတဲ့ဒီဟာလေးကလေဒီနှဆွဲလေးကအရန်ကိုလှပါတယ်အရန်ကိုထဲပဲအရန်ကိုလှတယ်နော်အရန်ကိုထဲတယ်အရန်ကိုလှတယ်ဝင်လိုက်လို့ရှိရင်စိန်လေးကလည်းဖြူဖွေးတက်လေးပါဒါလေးကရွှေချိန်ကနော်ရွှေချိန်က10ဘဲနဲ့4ရွေးတစ်ချမ်းနော်ရွှေချိန်10ဘဲ4ရွေးနဲ့တစ်ချမ်းညအောင်ဖြစ်တယ်ကွန်မန့်ဖတ်ပြီးစိန်ကအလုံးကြီး262လုံးပါတယ် 2.5 carat ပါနော်2.5 carat ပါပါတယ်ဈေးနှုန်းကတော့2800ပါဒါလေးကဈေးနှုန်းက2800ပါတအားလှပါတယ်ဟဲ့ဝတ်ပြခြင်းနဲ့တော့ခဏပေါ့
မြလောကတ်တဲ့ငယ်လေးဟိုကမြလောကတ်လေးဟိုတုံတုံတုံနဲ့မြလောကတ်ကလေးတစ်ခုရှိမယ်မြကလေးရှားတယ်မစီမှာဟိုကလေဆွဲစိုးနဲ့ဆွဲတီးနဲ့ဟိုကနဲ့လက်စွပ်နဲ့လားမသိဘူးမြဝမ်းဆက်လေးရှိတယ်ဝမ်းဆက်ထဲမှာဒါလေးစူးစမ်းကြည့်မယ်နိုင်ကြတော့လေကိုဝစ်ချင်တာသို့တော်များလဲမဝေးရပါဘူးခဲဝင်တော့ဒီပမန်လေးဒီပမန်နဘောက်ကလေးဒီနားအဲ့နဂတ်ဖောင်းကတုတ်ပြီဆိုလို့ရှိရင်လုံးဝဝေးလို့မရဘူးဒါလေးကတော့နဂတ်ဖောင်းလေးကမဆိုးရှာကိုနာနဲ့ကဲခဏပဲဝေးလို့ရမယ်ပြကြနိုင်ပြကြသွားတယ်ကြာအဲ့ဒါလေးလည်းပြပြီးတော့လို့ရင်အိမ်မှာဟိုမြနဲ့စိတ်နဲ့ဟိုဝမ်းဆက်ကလေးနဲ့မှာတော့ရှိတယ်နော်အခုဒါလေးကအခုပမတ်နားမှာဆွဲထားတဲ့ဟာပေါ့နော်အမှန်ကတော့ကိုယ့်ကိုလှကျင်လို့ကောက်ဆွဲလိုက်ကြထားလိုက်နော်မျိုးမကျင်တဲ့တေးဦးဒီလိုပြမျက်နှာထွေးပေါက်ပြီးတော့ခန်းကြီးခံကြည့်ပါနော်အရန်လာတော့လေးပါနော်ဒါလေးကဈေးနှုန်းက2950နော်ဒါလေးက2950ပါဒီလိုလေးပဲပြလိုက်တော့ဒီလိုလေးပဲနေလိုက်တော့2950ပါသူကလေစိတ်အလုံးကြီး262လုံးပါတယ်နော်စိတ်အလုံးကြီး262လုံးပါတယ်အမတို့ပမတ်လိုမျိုးနားတန်မဆိုးတော့အမတို့ဒါလေးဝယ်တက်ပါလေနော်ဒါလေးတစ်ခုဝယ်ထားပြီးတော့လို့ရှိရင်ဒါပွဲတက်အနေနဲ့လေးဝယ်လို့ရတယ်ဟိုစတုံးလေးထုံးပြီးတော့ဒီဟာလေးပန်လိုက်တာနဲ့နော်ဟိုတော်တော်လေးကိုထဲဝါနဲ့ပွဲတိုးတဲ့နဆွဲလေးပါပန်ရေးတဲ့ခရမ်းဆွဲ400လေးပြန်ပြပေးပါမယ်မခရမ်းဆွဲလက်စွပ်ကိုပြောတာထင်တယ်နော်မ400ဆိုတော့ခရမ်းဆွဲလက်စွပ်လေးကရှိသေးလားညီမလေးခရမ်းဆွဲလက်စွပ်ကလေးကဒီဟာလေးနော်400ရန်ဆိုရင်ဒါလေးပါအမဒါလေးပါနော်ဒါလေးပါသူကဒီမှာအလေကွန်ရိုးလေးနဲ့နော်sorry ဘေးကွန်ရိုးလေးကစိတ်လေးတွေစီထားပါတယ်ဒါလေးပါ size လေးညီမတေချာတိုင်းပြပါမယ်ဘယ်ရောက်တော့ size လေးတေချာတိုင်းပြပါမယ် size က 7.2 7.3 လောက်ရှိပါတယ်เนาะ size က 7.2 7.3 လောက်ရှိပါတယ်ဒါလေးကเนาะပမတ်လက်က 5.5 ဆိုတော့နည်းနည်းလေးဒါကြီးတယ်ဒါလေးက400ပါဒါကလေပြောမယ်ဆိုအရင်စိန်စည်းကြောက်စည်းနဲ့ဒါပမတ်ကြောက်စည်းတောင်ကြောက်တန်ဖို့တောင်တိတ်ထက်တော့မထားပါဘူးဒါအရင်တော့ပမတ်တို့မြန်မာပြည်မှာရန်နာလုပ်ငန်းလုပ်ခဲ့တော့ကဒါဒီဘက်ကိုရှောင်လာတဲ့အချိန်မှာပါလာတဲ့ပစ္စည်းလေးတွေပါရွှေချင်းစိန်ချင်းလေးကတော့ပြန်ရှာပေးပါမယ်ဒါလေးက400ပါနော်တလက်စားတယ်ခုနကရှင်စဉ်းစားလို့ရအောင်ဒါကမိုးရေဇက်ပုံเนาะမိုးရေဇက်ပုံလက်စွပ်ပါမိုးရေဇက်ပုံလက်စွပ်ပါသူကတော့ size ကြီးပါတယ်ဟုတ်မ400တန်လေးယူမှာเนาะမညီမကိုချက်ပေါက်ကလေးတစ်ချက်လောက်ဟိုင်းပြပါเนาะပစ္စည်းလေးဖယ်ထားလို့ရအောင်ပါရှင့်ဒါလေးကအခုပမတ်လက်ထဲကလက်စွပ်လေးကသူကခွင်း size ကြီးပါတယ်เนาะဒါလေးက size ကြီးပါတယ်size 6လောက်ရှိပါတယ်เนาะ size 6လောက်ရှိပါတယ်ဒါလေးကဟိုလက်နည်းနည်းပြည့်တဲ့အမတွေနဲ့မှအဆင်ပြေမယ်เนาะဒါလေးကတော့ဈေးနှုန်းက950ပါကြီးရဲ့ဒါလေးဒီခရမ်းဆွဲနဂတ်လေးဒီခရမ်းဆွဲနဂတ်လေးက950ပါဒါလေးက950ပါပြီးတော့လေဒီနေ့ဒါလေးဆက်ဆွဲထားလိုက်ပါအောင်မယ်နာလာမှပဲဖြုတ်တော့ခုနကမြမေးတဲ့အမနော်မြမေးတဲ့အမ
ဟိုမြရတွေကဆိုလို့ရှိရင်ညီမစီမလေးဆွဲတီးပဲတက်တက်ညီမလေးကို daily weight ဟိုဟာလေးထဲမှာလေ daily weight ဆွဲတီးလေးတွေထည့်ထားတဲ့အထဲမှာဟွာရှိနေမှာလေ daily weight ဆွဲတီးလေးတွေထည့်ထားတဲ့အထဲမှာအဲ့ထဲမှာဟိုမြဆွဲတီးအသေးလေးတစ်ခုရှိအောင်ဟိုတုံလေးနဲ့လေအောက်ဘက်ကအဲ့တော့ဒီမှာဘာလဲမဟုတ်ဒီမှာဒီထုတ်တယ်မှာအခုလေဟိုမြဆွဲတီးနေတဲ့အမပေါ့နော်ဒါလေးတစ်ချက်ပြပေးပါမယ်သူကတော့လေလက်စွပ်နဲ့ဆွဲတီးနဲ့တွဲရက်ပါ1 set ပါနော်ဒါလေးကလက်စွပ်ပါမြနဲ့စိန်နဲ့နော်ဒါလေးကဆွဲတီးလေးပါနော်မြနဲ့စိန်နဲ့ပါဒါလေးတွေကဈေးနှုန်းကရှိမှာမဟုတ်ဘူးကွာဆွဲတီးလေးကဒီဆွဲတီးလေးကဒေါ်လာ1100ပါဆွဲတီးလေးကဒေါ်လာ1100ပါလက်စွပ်ကဒေါ်လာ1200ပါရှင်နော်ဆွဲတီးလေးက1100ဆွဲတီးလေးက1100ပါလက်စွပ်လေးကဒေါ်လာ1200ပါရှင်နော်ရွှေချင်းစိန်ချင်းလေးတွေတစ်ချက်ပြောပြပါမယ်ရွှေချင်းစိန်ချင်းလေးတွေတစ်ချက်ပြောပြပါမယ်ဒါကမြနဲ့စိန်နဲ့မြကဇမ်ဘီယာမြပါနော်lab certificate ပါဝင်ပြီးသားပါ lab certificate ပါဝင်ပြီးသားပါ natural ဖြစ်ကြောင်းပေါ့နော်သဘာဝဖြစ်ကြောင်းဒီမှာ lab certificate ပါပါတယ်ဒါလေးကလက်စွပ်လေးနော်သူကလေမြအလင်မှာမြတပွင့်ပြီးတော့ရင်စိန်နဲ့ပြီးတော့မြအသေးလေးတွေနဲ့ရန်ထားတာပါနော်စိန်နဲ့မြအသေးလေးတွေနဲ့ရန်ထားတာပါဆွဲတီးက1100လက်စွပ်က1200ပါရွှေချင်းစိန်ချင်းလေးတွေပြောပြပါမယ်ဆွဲတီးလေးရဲ့ရွှေချင်းလေးက9ဘဲနဲ့တယူရီနော်မြက 1.254 ရတီပါမြအသေးလေးတွေဘေးမှာပါတဲ့အသေးလေးတွေက 0.8 ရတီပါစိန်ကတော့ 0.4 ရတီပါဈေးနှုန်းကဒေါ်လာ1100ပါဟုတ်တယ်1100နော်ဈေးများမှာမဟုတ်ရဈေးနှုန်းကဒေါ်လာ1100ပါလက်စွပ်ကတော့ရွှေချင်းကသူက9ဘင်းနဲ့9ယူနော်ဇမီဒီမြက 1.3 ရတီရှိပါတယ်မြအသေးကကြတော့ 0.77 ရတီပါစိန်က 0.42 ရတီဈေးနှုန်းကတော့1200ပါလက်စွပ်က1200နော်လက်စွပ်က size 8ပါနော် size 8ပါဒါလေးက1100ပါနော်ဒါမြမေးတဲ့အမပြပေးတာပါနော်သူက lab certificate ပါဝင်ထားပြီးသားဖြစ်ပါတယ်တစ်ချက်လေး certificate လေးကိုပြပေးမယ်နော်ဒီလို certificate လေးပါဝင်ပြီးသားပါနော် certificate ကဆွဲတီးတက်လက်စွပ်တက်ပါမယ်ဒီထဲမှာဆိုလို့ရှိရင်ရွှေစစ်ချက်တောင်ပါပါတယ်ဒီမှာရွှေစစ်ချက်လေးလည်းပါပါတယ်ရွှေကနော်ရွှေဘလောက်ကာရက်ဆိုတာလေးနော်ဒီခါလေးစစ်ထားပြီးသားလေးပါနော်ယုံကြည်စိတ်ချစွာဝယ်လို့ရအောင်ပါခွေးရောင်းလာတဲ့1 set လေးတွေကတော့ခွေးမရောင်းပါဘူးရှင်ဘာလို့လဲဆိုတော့လေသူ့ရဲ့ရွှေချင်းသူ့ရဲ့ဟိုမြအရှည်ပေါ့နော်သူ့ရဲ့ကြောက်အရှည်နဲ့ညီမျှတဲ့ဟာလေးပြန်ရဖို့မလွယ်လို့ပါပြီးတော့မြတီးတန့်ဆွဲတီးလေးဆိုရင်မက်ဆီမှာမြတွေကလေထပ်မှားထားပါတယ်ထပ်ပြီးတော့မှားထားပြီးပါတယ်ဒါလေးကတော့သူကဟိုတွဲယူစရာမလိုဘူးပေါ့နော်ဒါလေးကသူကကိုလံဘီယာမြပါနော်ဒါကကိုလံဘီယာမြဆွဲတီးလေးပါဒါလေးတအားလှပါတယ်နော်ဒါလေးအရန်လှတယ်စိန်လေးကလည်းခွေးတက်နေတာပါပဲဒါကဈေးနှုန်းကသူက950ပါဒါလေးကဈေးနှုန်းက950ပါဟာရှာလေ
ရွှေချိန်က3သင်းနဲ့ဒါလေးကရွှေချိန်က3သင်းနဲ့ဘယ်လိုသူကလေနောက်ကဒီလိုမျိုးဂွင်းလေးရတော့ဒီလိုမျိုးလေးပေါ့နော်ဂွင်းလေးရတော့ဒီလိုမျိုးလေးပါသူကရွှေချိန်က3ဘဲနဲ့တစ်ချမ်းကိုလံဘီယာမြတပွင့် 0.32 carat ပါနော်စိတ်လေးရဒီလိုအလှုပ်ကလေးနော်သူကစိန်က48ပွင့်ပါပါတယ်0.4 carat ပါ0.4 carat ပါဈေးနှုန်းကတော့ဒေါ်လာ950ပါဒါလေးอ่ะဆိုသူ့ရဲ့မြအရောင်လေးကိုကြည့်ပါကြည်ပြီးတော့လေဒီလားကိုလံဘီယာမြကလေတိတာတယ်တော်တော်လေးကိုလံဘီယာမြကဘယ်မှာတော့ခုနောက်ပိုင်းကိုလံဘီယာမြတွေကိုတော်တော်လေးမျက်စိကျအခုကိုလံဘီယာမြတွေမြန်မာပြည်ဘက်မှာကြည့်လိုက်တာမြအရေးကောင်းပြီဆိုတော့တက်ကလပ်ကို220ကျော်ဆိုလားမသိတက်ကလပ်ကိုဆိုတက်ကလပ်ကို320ကျော်ဆိုတချို့ကလပ်များတဲ့အလိုကိုလံဘီယာမြတွေဆိုလို့ရှိရင်ကြောက်တပွင့်နဲ့ကို350ဖြစ်နေရမျိုးပေါ့နော်ဒါလေးဆိုလို့ရှိရင်950ပါဒေါ်လာ950ပါဘယ်ဘက်ကဝတ်ထားတဲ့လက်ကောက်လေးဟုတ်ကဲ့အမဘယ်ဆိုတော့ဒီဘက်မပန်ပိန်သွားတယ်ဟုတ်ဒီလက်ကောက်လေးကိုပြောတာလားနော်ဒီလက်ကောက်ကလေးကဈေးနှုန်းကဒီလက်ကောက်လေးကဈေးနှုန်းက2350ပါ2350ပါသူကစိန်နဲ့များပါတယ်နော်စိန်နဲ့များတယ်ရူဘီကလည်းသူက1.75 carat တောင်ပါပါတယ်1.75 carat တောင်ပါပါတယ်ဒီနေ့ဒီ lighten နဲ့ဆိုလို့ရှိရင်သူကလေနည်းနည်းပန်းရည်ဘက်ကိုသွားတယ်လို့မြင်ရပေမဲ့လေအပြင်မှာကဒီထက်ပိုပြီးတည်ရည်တက်ပါတယ်နော်အသေးလေးကိုပြောတာအသေးလေးဆိုပုံထဲမှာဆိုဘယ်ညာခွဲတာဒါလေးကိုပြောတာနော်ဒါလေးကတော့ဈေးနှုန်းကဒေါ်လာ1950ပါဒါလေးက1950သူကမှစိန်ကတပတ်လေအပြည့်နော်ဒီလိုရှေ့နားလေးပဲပါတာမဟုတ်ဘူးသူကစိန်တပတ်လေအပြည့်ပြီးတော့စိန်ကလည်းဖွေးတန့်နေတာပါပဲပြီးတော့ဗရမ ्या လေးကလည်းနီနီရဲရဲလေးတွေပါဗရမ ्या လေးကလည်းနီနီရဲရဲလေးတွေသူကရွှေချိန်က 7.34 gram ruby က 2.27 carat ပါစိန်က 0.8 carat ပါဈေးနှုန်းကတော့1950ပါဒါလေးတွေကမိုးကုတ်တဘာဝ ruby ဖြစ်ကြောင်းပေါ့နော်တဘာဝစိန်ဖြစ်ကြောင်း let certificate ပါဝင်ထားပြီးသားပစ္စည်းလေးတွေပါနော်ဒါလေးက1950ပါဒီမှာနော်ဆက်စရာလေးပါပြီးတော့ညလေးထပ်ပြလိုက်ပါဦးမယ်ရှိတာလေးတွေဒါလေးကတော့ဒီညလေးကတော့ပေါ့နော်ဟိုရခင်ပုံလေးတွေပေါ့ဒါလေးတွေကတော့ဒါကဘယ်လောက်ပါလိမ့်ညဆွဲဒီလေးပါသူလဲ certificate ပါပါတယ်เนาะဒါလေးတွေက left sit ချက်ပါပါတယ်ဒါလေးကညဆွဲဒီလေးပါသူ့ရဲ့ညကာလာလေးလေးတော်တော်လေးလှပါတယ်เนาะဒါလေးကပြန်ပြရတာလွယ်အောင်နော်ဒီလိုလေးပါပြီးတော့သူကဒါလေးကနဂတ်လေးနဲ့ပါမယ်နော်ညနဂတ်ကလေးပါနဂတ်လေးပါမယ်ပြီးသွားလို့ရှိရင်လက်စွပ်လေးလည်းပါပါမယ်ဒီလိုလေးကြည့်လို့ရအောင်နော်ဒါကလက်စွပ်လေးပါနော်လက်စွပ်လေးပါဒါကနဂတ်လေးနော်တော့1 set ပါနော်1 set ပါသူကဆွဲသီးလေးကတော့9ဆွဲသီးလေးကတော့ဘယ်ရောက်တော့လဲခဏလေးနော်ဈေးလေးတစ်ချက်ကြည့်နေလို့ပါခဏလေးမဈေးကြည့်
ဆွဲသီးလေးကတော့သူကဒေါ်လာ1100ပါဆွဲသီးလေးကဒေါ်လာ1100နဂတ်လေးက960ပါနဂတ်လေးက960ဆွဲသီးက1100လက်စွပ်ကလေးကတော့380ပါလက်စွပ်လေးကတော့380ပါ1100ရေ960ဆိုတော့1860ရေ380ဆိုတော့2000စွန်းစွန်းလေးပေါ့နော်1ဆက်ကို2000စွန်းစွန်းလေးပါဒါလေးက1ဆက်ကိုဒေါ်လာ2000စွန်းစွန်းလေးပါနော်မြပါ left certificate ပါပါတယ်ဆွဲသီးလေးကရွှေချိန်9ပဲမြက 6.5 carat ပါမြက 6.5 carat ပါမြက 6.5 carat နဂတ်ကလေးကရွှေချိန်9ဘင်းနဲ့3ယူရေမြက 3.4 carat နဂတ်လေးလည်းလာတယ်နော်နဂတ်လေးလည်းလာပါတယ်နော်ပြီးသွားလို့ရှိရင်လက်စွပ်လေးရကြတော့ရွှေချိန်က2ပဲမြက 1.3 carat ပါဒါလေးက380ဆွဲသီးလက်စွပ်လေးက380ဒါလေးကနဂတ်လေးက960ဆွဲသီးလေးက1100ပါနော်လာပါတယ်နော်ဒါလေးရှိပါမယ်ပြီးသွားတော့ဒီနေ့လေးစိတ်ငကက်လေးတစ်ခုပြပေးမယ်ခုနကအမတယောက်လာမေးတာသူမေးတဲ့ငကက်လေးကမနေ့ကကုံရောင်းထွက်သွားပြီဖြစ်တဲ့ငကက်လေးဖြစ်နေလို့ဒါလေးနောက်တစ်ခုရှိပါအောင်မယ်ဒါလေးကနော်ခြေကိုသူကခြေထောင်ကျွန်းလေးတွေပေါ့နော်ခြေထောင်ကျွန်းလေးတွေပါစိတ်လေးလည်းဖြူပါတယ်နော်စိတ်လေးလည်းဖြူပါတယ်တက်ပါတယ်မီးစားပါတယ်နော်ဟိုအဲ့ဒါဘယ်လိုခေါ်တာလဲအဲ့ခေါ်ရအောင်မေးဟဲ့ခြေတော့မထင်နေဒါလေးကနော်ဒါလေးကရွှေချိန်က 2.07 gram ပါစိန်က16ပွင့်ပါတယ် 0.3 carat ပါသူကလေဟိုခြေထောင်ကျွန်းလေးနော်ဈေးနှုန်းကသူက990ပါဈေးနှုန်းကသူက990ပါအနောက်ဘက်ကသူကမူလီရစ်ပါနော်အနောက်ဘက်ကမူလီရစ်ပါဖောက်စုံမဟုတ်ပါဘူးဒါလေးက990ပါဒါလေးရမယ်နော်စိန်နကတ်မေးတဲ့အမဒီကောင်လေးအမမနေ့ကမေးတဲ့ပုံစံလေးနဲ့စင်စင်လေးဆိုမနေ့ကရောင်းထွက်သွားတာလေးနဲ့စင်စင်လေးဆိုရင်ဒါလေးရှိပါမယ်နော်ခြေကျွန်းလေးပါဒါလေးနှစ်သက်လို့ရှိရင်ချက်ပေါက်ကိုscreenshot လေးရိုက်ပြီးတော့လာပြီးမေးလို့ရပါတယ်ပြီးသွားရင်ငကက်လေးစိတ်ငကက်လေးပြပေးမယ်နော်ဒါလေးက4000ကြိုက်တဲ့အမတွေပေါ့နော်စိတ်နဲ့ကက်ကိုထဲလေးကြိုက်တဲ့အမတွေဒါလေးကဒေါ်လာ1100ပါဒါလေးကဒေါ်လာ1100ပါရွှေချိန်က3ဘင်း4ရွေးနဲ့3စိတ်ပါအလဲစိန်ကဒီအလဲဘက်ကအလဲကဒါလေးတွေကစိန်ပွင့်အကြီးလေးတွေပေါ့နော်အလဲစိန်က8ပွင့်ကို 0.17 carat ပါဘေးစိန်ကတော့သူက64ပွင့်ပါပါတယ် 0.74 carat ပါဈေးနှုန်းကတော့ဒေါ်လာ1100ပါဈေးနှုန်းကတော့ဒေါ်လာ1100ပါဒါလေးရှိပါမယ်နော်ဒါလေးက1100ပါနားမှာဆိုလို့ရှိရင်ဒီမှာ
ဒီလိုမျိုးလေးပေါ့နော်ဒီလိုမျိုးလေးဆိုရင်ဟို size လေးကိုမှန်းလို့ရအောင်ပါနော်ဒါလေးကဈေးနှုန်းကဒေါ်လာ1100ပါဒီတော့ရင်ခုနကစင်ချွန်နကလေးရယ်โอเคနောက်ထပ်မနေ့ကခုနကမေးတဲ့အမှားမေးတာဒါလားလို့ဒီရလေးလား ကကဖြုတ်ရတာလေမမဒါလေးဟမ်ရောင်းပြီးသွားပြီမဟုတ်ဘူးအဲ့ဒါလေးရှိမှာအချွန်လေးနဲ့ဒီနားမှာသူကအဖောင်းလေးဒါကကြတော့ပြလိုက်ကလေးဒါလေးပေါ့နော်ဒါလေးကကြတော့စိန်ငကခပ်သေးသေးလေးကြိုက်တဲ့အမလေးနော်ဒါလေးရှိပါမယ်4000လေးပါအတူအပြုံးထွက်နေရလေဒီအမအဲ့လိုဒီနေ့ရောက်နေတာတူတူတယောက်ဝင်လိုက်တဲ့အနေနဲ့ဟုတ်ဒါမဟုတ်ဘူးတဲ့ဒါလေးကလေဈေးနှုန်းက380ပဲနော်ဒါလေးကဒေါ်လာ380ပါသူကじゃရွှေချိန်ကတပဲနဲ့2ရွေစိန်က 0.16 carat ပါဒါလေးက380ပါ380ပါဒီလိုအချွန်လေးအနေနဲ့လည်းဝယ်လို့ရတယ်ဒီလို4000လေးနဲ့လည်းဝယ်လို့ရပါတယ်ဒါလေးရှိပါမယ်နော်ဒါလေးက380ပါဒီညနေကလေးကြံမယ်လက်ကဟာလေးဘယ်နဲ့တော့ချလဲလမ်းလိုက်တာဆရာမရဲ့လမ်းလိုက်တာကျမသမီးရဲ့ဂျာလေးနေဒီလက်စွပ်လေးဒါလေးက650ပါ650ပါဗရမ များလက်စွပ်လေးပါဒါလေးက650ပါပြီးတော့ဟိုလေးပြချင်တာလေအချမ်းများဒီကောင်းတော့အော်ငါဒါမနေ့ပြထားတယ်ထုတ်ဒါလေးကလေဗရမ များနဲ့စိတ်နဲ့ပေါ့နော်ပြပြစိတ်များလေးနဲ့နော်ဘေးကသူကကိုရိုးက3တန်းနဲ့နော် I want 380ဟုတ်380တန်းလေးလိုချင်လို့ရှိရင်ချက်ပေါက်ကိုတစ်ချက်လောက်သွားပေးပါနော်ဒါလေးလာရင်380အခုပမက်လက်မှာဝတ်ပြထားတာလေးက ruby နဲ့စိန်နဲ့ပေါ့နော် ruby နဲ့စိန်နဲ့လက်စွပ်အကိတ်ကလေးပါဒါလေးက ruby ရောင်လေးကလည်းဟိုအနီရောင်နီခက်ခဲလေးပေါ့နော်သူကရွှေတင်က6ပဲနဲ့3ရွေruby ကတပွင့်နေပေါ့နော် ruby တပွင့်နေကို 0.87 carat ပါ 0.87 carat ပါနော်စိန်ကသူက58ပွင့်ပါတယ်စိန်က58ပွင့်ပါပါတယ်သူကဒီဘက်လဲ3တန်းဒီဘက်မှာလဲကွန်ယိုလေး3တန်းပါနော်ဗရမ များအရှိလေးရလဲအနီခက်ခဲလေးပါနော်ဒါလေးကတော့ size က 7.8 ပါ သူကဈေးနှုန်းက2200ပါ380ဟာလိုချင်တယ်တဲ့အဲ့ဒါကဒီဟာအဲ့ဒါဒါ990ဟုတ်380လိုချင်ချက်ပေါက်ကိုသွားပါနော်ချက်ပေါက်မှာအရင်ဥရလူရပါမယ်မေးနေရ2ယောက်3ယောက်လောက်ရှိပါတယ်အခုပမက်လက်ကလက်စွပ်လေးကဒါလေးကဘုန်းကဈေးပြောတာဘယ်လောက်ပါ
ငါဖေဟောက်တော့ဖတ်လိုက်ဒါလေးကရွှေချိန်6ပဲနဲ့3ရွေးပါ ruby က ruby တပွင့်နဲ့ 0.87 carat ပါစိန်က58ပွင့် 1.2 carat เนาะဈေးနှုန်းကတော့ဒါလေးက2000ပါဒါလေးကဈေးနှုန်း2000ပါ size က 7.8 เนาะ size က 7.8 ပါစိန်လေးကလည်းဖွေးတန့်ပြီးတော့ ruby ကလည်းညီရဲနေရပါပဲเนาะဒါလေးကတော့လက်ဆိုင်လေးလည်းတော်မယ်เนาะပစ္စည်းအရေးသွေးကောင်းကောင်းလေးလိုချင်တယ်ဆိုလို့ရှိရင်ဒါလေးယူသင့်ပါတယ်เนาะဒါအားလှပါတယ်နောက်ကစိန်နကက်လေးတွေကလေအသေးလေးတွေအဲ့လိုမျိုးလေးတွေလိုချင်တာဆိုရင်ရှိပါတယ်စိန်နကက်ကိုပစ္စည်းလေးလိုချင်တယ်ဆိုရင်စိန်နကအသေးလေးတစ်ချက်ကြည့်ထက်ကြည့်ပေးမယ်နော်စိန်နကက်ကိုအသေးလေးလိုချင်တဲ့လူတွေဒီဟာလေးအခုပမန်ပြမှာလေးကဒါလေးလေ380ပဲเนาะဒီစိန်နကက်လေးကလည်း380ပါ focus ပြည့်ရလားမသိဘူးဒါလေးကလည်း380ပါမမဒီနေ့လေးဖုန်းအရင်လွှင့်နေကြဖုန်းနဲ့မဟုတ်ပဲဖုန်းလေးလိုက်တာလေအဲ့ဒါကြောင့်ထင်လက်ကိုဒီလိုထောင်လိုက်လို့ရှိရင်ရှေ့ကကာလာပါချိန်သွားစမ်းကြည့်ဒါလေးကလည်း380ပါနော်ဈေးနှုန်းကဒေါ်လာ380ပါသူကရွှေကတပဲနဲ့4ရွေစိန်က8ပွင့်ပါတယ် 0.22 ရတီပါဒါလေးကလည်း380ပါဒါလေးကလည်း380ဖြစ်ပါတယ်ဒါလေးလည်းရပါမယ်เนาะဒါလေးလည်းရပါမယ်မတို့ဟိုလေခုနကပမှန်ပြောထားတဲ့အတိုင်းကြီးပဲပေါ့နော်အခုပမှန်ဖုန်းကနည်းနည်းလေး quiet တက်နေတယ်အယောင်အမှန်မပေါ်ဘူးပေါ့နော်လက်ထောင်လိုက်လို့ရှိရင်ပုံစံတစ်မျိုးလက်ချလိုက်လို့ရှိရင်အယောင်တစ်မျိုးအဲ့လိုဖြစ်နေပမခါတိုင်း live လွှင့်နေကြဖုန်းမဟုတ်ဘဲနဲ့လေတခြားဖုန်းနဲ့လွှင့်လိုက်မိတာမို့လို့ပါနော်အဲ့တော့ဟိုဟာဒီခဏနေပေါ့နော်နောက်ထပ်10မိနစ်လောက်နေလို့ရှိရင်ပမနောက်ထပ် live လေးလွှင့်ပါမယ်အခုကပမလွှင့်နေအချိန်ကတနာရီကျော်ပဲရှိသေးလို့ပါနောက်ထပ်ပစ္စည်းလေးထပ်ပြစရာရှိပါသေးတယ်နောက်လာမယ့်တစ်ပတ်ပေါ့နော်နောက်လာမယ့်ပတ်စနေတနင်္ဂနွေမှာဟိုရနာ live စီးမရှိပါဘူးเนาะပမန်ခရီးသွားစရာရှိလို့ပါအဲ့ဒါကြောင့်ဒီနေ့ပေါ့နော်ပမန် audience ကပမန် live လေးကိုကြည့်ကြတဲ့အကိုတွေမတွေကသူကဟို live အချိန်မှာမကြည့်နိုင်မဲနဲ့ပေါ့နော်ဟိုတခါလေးကြားလို့ရှိရင် live လေးပြီးသွားမှသူတို့စိတ်ကြိုက်လေးပြန်ကြည့်တာမျိုးလေးရှိတဲ့အတွက်ပစ္စည်းလေးတွေစုံစုံလင်လင်လေးတခါလေးနှစ်ပတ်စာလောက်ပြပေးသွားခြင်းလို့ပါဒါကြောင့်နောက်ထပ်10မိနစ်လောက်နေလို့ရှိရင် live လေးထပ်ပြီးဖွင့်ပါမယ်เนาะအခုဒီဖုန်းကလည်းအဆင်မပြေဘူးဆိုတော့လေဖုန်းလေးလည်းလဲလိုက်ရင်းနဲ့เนาะနောက်ထပ်10မိနစ်15မိနစ်လောက်နေပြန်တွေ့ပါမယ်ရှင်ကျေးဇူးတင်ပါတယ်